ဒီနေ့ကျွန်တော်ဂျာပြက်အစီအစဉ်လေးတစ်ခုထပ်မံတင်ဆက်ပေးပါမယ်တချို့တွေတော့ကျွန်တော်ရဲ့ဒီစင်ကာပူအပိုင်း3ကိုညွှန်နေကြမဲ့ပြည်သက်တွေလည်းရှိပါတယ်ဒါပေမဲ့ဒီနေ့မှာဂျာပြက်အစီအစဉ်လေးတစ်ခုရှိလာတဲ့အတွက်ကြောင့်မလို့တော့အပိုင်း3နေရာမှာကျွန်တော်ဒါလေးကိုတင်ဆက်ခွင့်ပြုပါလို့ပဲအရင်ဆုံးကျွန်တော်မြင့်တက်ရခံချင်ပါတယ်ဘယ်အကြောင်းအရာလဲဆိုတော့ကျွန်တော်ကခေါင်းစဉ်တက်ထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒါမကြသေးခင်ကမှအကျဉ်းတော်ပြန်ပြီးလွတ်လာတဲ့မတင်စာဝင်းကျော်ပေါ့နော်တင်စာဝင်းကျော်နဲ့ပတ်သက်ပြီးတော့ဖြေပွဲတစ်ခုမှာကပြဖြေမှာနဲ့ပတ်သက်ပြီးတော့တော်တော်များများအကူဝေဖန်နေတာတွေအပြစ်တင်တာတွေနဲ့တခါသူ့ရဲ့ပြည်သက်တွေဝင်ရနေကြတာနဲ့ပတ်သက်ပြီးကျွန်တော် live ပေါ်မှာတွေ့လိုက်တယ်ပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနည်းပညာလောကအတွက်ကောနိုင်ငံအတွက်ကောပေါ့နော်ဒါလိုအပ်တဲ့ဟာလေးရှိတဲ့အတွက်ကြောင့်မလို့ဒီဟာလေးကိုကျွန်တော် vlog လေးအရင်ပြောပြရစေလူတိုင်းမှာတော့အရာတစ်ခုမှာပေါ့နော်ခေါင်းတာလည်းရှိတယ်စိုးရလည်းရှိတယ်အပြင်းနဲ့တော့ဒါကတော့တုံ့ဆွဲနေပါတယ်အဲ့တော့ဒီ season မှာကျွန်တော်အဓိကပြောပြချင်တာကတင်သာဝင်းကျော်ရဲ့ကောင်းခဲ့တဲ့အကြောင်းရဲ့လက်ရှိစိုးနေတဲ့အကြောင်းရဲ့ပေါ့နော်ဒါလေးကိုကျွန်တော်နှစ်ခုကို compare လုပ်ပြပါမယ်အဲ့တော့ဒီနေ့အဖြစ်ဒီ season မှာကြည့်ရှုကြတဲ့သူတွေမှာတင်သာဝင်းကျော်ကိုအားပေးနေကြတော့အမာခံပရိသတ်တွေလည်းရှိပါတယ်ဒီနေရာမှာကျွန်တော်တို့ကလူတွေရဲ့စိတ်ပေါ့နော်အားပေးမှုသူတို့ချစ်ခင်တယ်ဝင်ရကြတယ်ဒီအပေါ်မှာကျွန်တော်တို့အမြင်လေးတွေပြောင်းလဲဖို့အတွက်ကိုဒီအစီအစဉ်ကနေကျွန်တော်တိုက်တွန်းချင်တယ်ပေါ့နော်ကျွန်တော်အစီအစဉ်လေးကိုစလိုက်မယ်ဆိုရင်တင်သာဝင်းကျော်ဆိုတာကကျွန်တော်နဲ့ရိုက်ခဲ့တဲ့အနည်းပညာတတရှော့မှာပေါ့နော်တတိယအများဆုံးမင်းသမီးလို့ပြောမှဆိုရင်ပြောလို့ရပါတယ်ကျွန်တော်အနည်းပညာလောကမှာပထမဦးဆုံးရိုက်ခွင့်ပေါ့နော်ပထမဆုံးလက်တွဲခဲ့တဲ့ရိုက်ခွင့်ရတဲ့မင်းသမီးကဆိုရင်တော့ဒါဝမ်စုခံသိမ်းမှာဒုတိယဒါတော့ပထမဦးဆုံးပေါ့ကျွန်တော်ဒီဒရိုက်တာပြည်င်းတရားရေလို့စဖြစ်တဲ့ချိန်မှာဒီနာမည်ကြီးတဲ့အနည်းပညာရှင်ထဲမှာရိုက်ခွင့်ရတာဒီပထမဦးဆုံးဝမ်စုခံသိမ်းသူရှိမှာတော့ရှိတယ်ကျွန်တော်နာမည်လေးတော့မေ့နေတယ်ဗျဘယ်သူလဲဆိုတော့ကျွန်တော်တို့ဟိုအရင်ကကျွန်တော်မအောင်မြင်စဉ်အခါမှာကျွန်တော်တို့ဒီဗီဒီယိုလောကမှာပေါ့နော်ခေါ်ကြတဲ့ခါကျတော့တချို့တွေကတော့အပေါ်ကားအောက်ကားအပေါ်ကားအောက်ကားလို့ခေါ်ကြတယ်ဗျကျွန်တော်ကတော့နယ်ကြိုက်ကားနဲ့အမျိုးကြိုက်ကားလို့ပဲကျွန်တော်ခွဲခြားသတ်မှတ်ခဲ့တယ်ပေါ့နော်အဲ့ချိန်တော့လည်းကျွန်တော်နယ်ကြိုက်ကားတကားကျွန်တော်ရိုက်ခဲ့မှုတယ်ကျွန်တော်ဘဝမှာမင်းသားကညီညီမင်းထက်နောက်တစ်ခါစိုင်းတီဟနောက်တစ်ခါမင်းသမီးတယောက်ပါတယ်ထက်အိမ်တရာလားမသိတော့နာမည်တော့မိသွားပြီပေါ့နော်အဲ့ဒါတော့ကျွန်တော်ရဲ့ဒီဒိုက်တာပြည်ဟင်းတီဟဆိုပြီးတော့အနည်းပညာလောကမှာအောင်မြင်မှုမရခဲ့တဲ့အချိန်မှာပထမဦးဆုံးပွဲဦးအတွက်ဗီဒီယိုလေးနဲ့ရှင်းပြတော့လက်ဆန်းနဲ့ကားလေးပြမှာစဆုံခဲ့တဲ့မင်းသမီးပေါ့နော်ဒုတိယကားပေါ့ဒုတိယကားမှာအဲ့ကားလေးမှာတော့အောင်မြင်သွားတယ်အောင်မြင်သွားဆိုတာကရှင်းရတော့အောင်မြင်သွားတာမဟုတ်ဘူးကျွန်တော်တို့အတိုင်းအတာတစ်ခုတည်းပေါ့နော်ညီညီမင်းထက်ကားတွေရိုက်ကြတဲ့ market ထဲမှာကိုကျွန်တော်ရိုက်ခဲ့တဲ့ကားလေးကဈေးကွက်တစ်ခုအနေနဲ့အောင်မြင်ခဲ့တယ်ဝင်ငွေတစ်ခုအနေနဲ့အောင်မြင်ခဲ့တယ်ဆိုတော့အဲ့ရိုက်ခဲ့တဲ့ producer ကလည်းအပြင်းတီဟာရေလို့နည်းနည်းလေးကျွန်တော်နောက်တစ်ဆင့်ပေါ့နော်အဲ့ဆိုရင်တော့လည်းမင်းဒီလိုမျိုးမိမအရေးချင်းရှိတယ်ဒီလိုနေကြိုက်ကားတွေပဲအဓိကသွားမယ်ဆိုရင်သွားကျင်တဲ့ trend ကပျောက်သွားမယ်ပေါ့နော်အဲ့တော့တကယ်ကိုမင်းသားမင်းသမီးအကြီးနဲ့အဲ့လိုမျိုးပေါ့အခါပေါ့နော်ရိုက်တဲ့အခါမှာတဖြည်းဖြည်းနဲ့လူပိုသိလာမယ်ဆိုတာမျိုးနဲ့အရင်ဆုံးတွဲခဲ့တဲ့မင်းသားဆိုရင်ကိုမင်းဦးပါနောက်တစ်ခါအဲ့ကားမှာဆိုမင်းသမီးဒီဝမ်စုခံသိမ်းပေါ့နော်ဒါကျွန်တော်လည်းပထမဦးဆုံးအနည်းပညာလောကမှာစဆုံခဲ့တဲ့ဟာလေးအမှတ်တရအကျုံလုံးရှင်းပြတာကျွန်တော်နောက်ပိုင်းပြည်ဟင်းတီရရေလို့အောင်မြင်လာတဲ့အချိန်မှာအရိုက်အများဆုံးပေါ့နော်ကျွန်တော်ရဲ့ဒီအနည်းပညာတစ်ချောင်းမှာအရိုက်အများဆုံးမင်းသမီးရေလို့ကျွန်တော်ပြန်ပြီးတော့သုံးသပ်ရရင်တော့နံပါတ်1ကအီချောဖို့ပါအီချောဖို့ဒီကျွန်တော်လည်းဒီရုပ်ရှင်ကားပေါင်းများစွာဗီဒီယိုကားပေါင်းများစွာရိုက်ခဲ့ပြီးတော့မင်းသမီးအနေနဲ့နံပါတ်1ကျွန်တော်သတ်မှတ်လို့ရတယ်နံပါတ်2အနေနဲ့ကတော့ဘယ်လိုရှိလဲဆိုတော့ရွှေမုံရည်ဒီပါရွှေမုံရည်ဒီနဲ့နောက်ကယူနနာတင်တယ်ပေါ့နော်နှစ်ယောက်ပေါ့သူတို့နှစ်ယောက်ကတော့ပြောမယ်ဆိုရင်တော့တစ်ချိန်နဲ့တစ်ခါတည်းတက်လာကြတဲ့မင်းသမီးတွေပေါ့အီချောဖို့ရဲ့ယူနနာတင်ရဲ့ရွှေမုံဒီပေါ့ကျွန်တော်အနည်းပညာပြိုကင်းရတက်လာတဲ့မင်းသမီး3ယောက်မှာအဲ့ချိန်အဲ့ခါတော့ပြောမယ်ဆိုရင်ဒီမင်းသမီး3ယောက်ပဲအဓိကပတ်ပြီးတော့ကျွန်တော်တို့ရိုက်နေကြတာပေါ့နော်သူတို့စားတက်လာတဲ့အချိန်မှာလည်းဒါတချို့မသိသေးတဲ့လူတွေကျွန်တော် knowledge နဲ့ရှင်းပြပါမယ်တော့မြန်မာပြည်မှာကဒီအလိမညာလောကမှာပေါ့နော်မင်းသမီးရှားပါမှုပြဿနာကြီးဖြစ်လာတယ်မင်းသမီးရှားပါမှုပြဿနာကြီးဖြစ်လာတဲ့အခါကျတော့အဲ့ဒါလေးနေရာမှာတစ်ခုရှင်းပြနေတာကတင်သာဝင်းကျော်တို့ကကြတော့အီချောဘိုတို့ရွှေမွန်ဒီတို့ဒီယူနာတင်တို့ထက်တို့ကရှင်းပြတကယ်တစ်ခါကစီနီယာမင်းသမီးကြီးတွေပေါ့နော်ဒါပေမဲ့အဲ့စီနီယာမင်းသမီးကြီးတွေမှာလည်းဘာဖြစ်လာလဲဆိုတော့ဒါကတော့တင်သာဝင်းကျော်လည်းပြောတာမဟုတ်ပါဘူးကျွန်တော်ရှေ့မှာဒီမင်းသမီးကြီးပေါင်းများစွာမှာခက်ခဲရှိလာတာကတော့ဒီနေ့ကဖြစ်ပြမယ်ဆိုရင်ရိုက်ရက်ပေါ့နော်ရိုက်ရက်ပေါ့ဒီရိုက်ကူးရက်ဒီအခက်အခဲဖြ
ဖြစ်လာတာရဲ့နောက်တစ်ခုကတော့ဒီကျွန်တော်တို့အနည်းပညာပြိုကင်းပေါ့အနည်းပညာပြိုကင်းစလာတဲ့အချိန်မှာဒါတော်တော်များဟိုပြပမှာရှိတဲ့လူတွေအတွက်ကိုကျွန်တော် knowledge နဲ့ရှင်းပြတာပါအနည်းပညာပြိုကင်းဆိုတာကကျွန်တော်တို့ကိုလူမင်းနေတိုးမြင်းမြတ်ပြည်ဒီဦးခန့်စီသူနောက်တစ်ခါဒရိုက်တာအနေနဲ့ဆိုရင်တော့ဒရိုက်တာဝိုင်းပေါ့သူ6ယောက်ပေါ့6ယောက်ကစုစည်းလိုက်ပြီးတော့အနည်းပညာပြိုကင်းဆိုပြီးတော့စတင်တည်ထောင်လိုက်တယ်အနည်းပညာပြိုကင်းကနေပြီးတော့မီနီမီအစ်စ်တွေရွေးတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာပြိုကင်းမှာရလာတဲ့ဟိုဝင်နာ3ယောက်ပေါ့ဝင်နာ3ယောက်ဒီစောစောပြောတဲ့နေတိုးလူမင်းပြည်ဒီဦးမြင်းမြတ်ခန့်စီသူနောက်တစ်ခါဒရိုက်တာဝိုင်းပေါ့သူတို့ ਨੇ ရက်ကူးခွင့်ရမယ်ဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဒီမီနီမီတွေအခက်အခဲဖြစ်လာတဲ့အပေါ်မှာဆိုတာကစောစောကျွန်တော်ရှင်းပြနေတာကရိုက်ရဲ့အခက်အခဲဖြစ်လာတယ်လို့နောက်တစ်ခုကတော့ကျွန်တော်ပုံမှန်လေးနဲ့ထည့်ပြောမယ်ဆိုရင်နည်းနည်းခက်ချီဖြစ်လာတဲ့ကိစ္စတွေပေါ့နော်အဲ့တော့ခြေလာကြတယ်အဲ့တော့ခြေလာကြတဲ့အပေါ်မှာမင်းသားတွေနဲ့ဒရိုက်တာဆိုတော့ကိုပိုင်းတယောက်ထဲပါတကယ်နာမည်ကြီးမင်းသားအဲ့ချိန်ကအကောင်9ယောက်ပေါ့အဲ့ကောင်9ယောက်ပဲရှိပါတယ်နော်အဲ့ကောင်9ယောက်ကနေစုစည်းလိုက်တယ်စုစည်းလိုက်ပြီးတော့တနည်းအားဖြင့်ကျွန်တော်ပြောမယ်ဆိုရင်တော့ဒီမြန်မာဗီဒီယိုဈေးကွက်ပေါ့အဲ့ချိန်တော့ရုပ်ရှင်ဆိုတာကြီးကတီးတန့်ကြီးကျွန်တော်တို့အခုလောက်ထိကျွန်တော်တို့ဒီ development ဖြစ်တဲ့အနေအထားတွေမရောက်သေးဘူးဗီဒီယို market မှာပဲကျင်လည်နေကြတာပေါ့ဒီနေရာမှာတခုလေးကျွန်တော်ရှင်းပြချင်တာကဗီဒီယိုလောကမှာကျင်လည်ခဲ့မှုတွေလို့သိကြပါလိမ့်မယ်အဓိကတော့ဒါအခွေဆိုင်လုပ်ငန်းကိုလုပ်ခဲ့မှုတဲ့လူတွေပေါ့နော်ဗီဒီယိုလောကဆိုတာလည်းတနည်းပြောမယ်ဆိုရင်တော့ကျွန်တော်ဟိုးအရင်တစ်ခေတ်တခါကရက်ွက်တွေမှာရှိတဲ့ဗီဒီယိုအခွေဆိုင်တွေမှာငှားရမ်းတဲ့အခွေလေးတွေနဲ့အဓိကသွားကြတဲ့ဟာကိုဒါကျွန်တော်ဗီဒီယိုလောကဆိုတဲ့ပုံစံမျိုးနဲ့အဓိကထားပြီးသွားတာပေါ့နော်ဒီငှားရမ်းနေအခွေဆိုင်တွေပဲကျွန်တော်အားကိုးပြီးတော့ဗီဒီယိုလောကဖြန့်ချိရတာဟိုးအရင်ကတော့နယ်ဒီမှာတော့ဗီဒီယိုရှိုးဆိုပြီးရှိတယ်ပေါ့အခုနောက်ပိုင်းဆိုတာအခုတော့မရှိတော့ဘူးပေါ့နော်အရင်တစ်ခေတ်မှာတော့ဗီဒီယိုရှိုးနေဖြစ်တဲ့ခါကျတော့ဂျားမှာကျွန်တော်တို့ဒီရုပ်ရှင်ခေတ်ကာလမရောက်ခင်မှာဗီဒီယိုကာလတစ်ခေတ်ရှိခဲ့တယ်ဒီဗီဒီယိုဇာတ်ကားရိုက်တယ်ပြီးအခွေဆိုင်တွေကိုဖြန့်တယ်ပေါ့နော်အခွေဆိုင်တွေတစ်ဆင့်ဟိုအခွေတွေငှားခဲ့ဘူးလေလို့သိကြပါလိမ့်မယ်အခွေစွမ်းနေရာမှာတော့ VCD ခေတ်ကိုရောက်သွားပြီဟိုအရင်ကတော့ဒီ VHS အခွေတွေကတော့တော်တော်လေးကြံခဲ့ပြီပေါ့နော်အဲ့ချိန်တော့ပြောမယ်ဆိုရင်တော့ဒီနေတိုးတို့မြေတို့တော့မှသူတို့ဒီခေတ်ဒီခါမှာဘာမှမရှိသေးဘူးပေါ့ဟုတ်ပြီဟောအဲ့နေရာမှာမင်းသားတွေကဘာလုပ်လဲဆိုတော့အဓိကတော့သူတို့ရဲ့ RC နဲ့ဖြန့်တာပေါ့သူတို့ RC ဖြန့်တယ်ဆိုတာကဥမာနေတိုးကားကိုအထက်မြန်မာပြည်ဖြတ်မယ်ဆိုရင်နေတိုးဆိုရင် RC ဈေးကွက်ဘယ်လောက်မြင့်မြတ်ဆိုရင် RC ဈေးကွက်ဘယ်လောက်ကျွန်တော်ပြောမယ်ဆိုရင်တော့ RC ဆိုတဲ့သဘောကတော့မူပိုင်ကြီးပေါ့မြန်မာလိုပြောမယ်ဆိုရင်တော့ဘယ်လောက်ပဲကောင်းအောင်ရိုက်မင်းသားနေတိုးပိုင်ဒီဈေးနောက်တစ်ခါမင်းသားမြင့်မြတ်ပိုင်ဒီဈေးပြည်သူပိုင်ဒီဈေးအဲ့လိုမျိုးပဲစသည်ဖြစ်ကျွန်တော်တို့ဒါဗီဒီယိုလောကမှာမှားယွင်းခဲ့တဲ့စနစ်ကြီးတစ်ခုနဲ့တွားခဲ့တဲ့အတွက်ကြောင့်မလို့တော့ပြောမယ်ဆိုရင်အခုဒီစနစ်ကြီးကပြိုလဲသွားတာပေါ့အဲ့တော့အဲ့လိုနေရာမှာဘာဖြစ်လဲဆိုတော့ဒီ producer တွေ site ကဘာပြန်တွေးလဲဆိုတော့ဘယ်လောက်ပဲမင်းသမီးကောင်းအောင်ရိုက်မင်းသားနဲ့ပဲဈေးသတ်မှတ်တဲ့ကျွန်တော်ဒီဗီဒီယိုလောကရဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့မှလည်းပြောမှဆိုရင်မင်းသမီးရဲ့အနည်းပညာကြီးကိုနဲတဲ့မြနဲအောင်တော့စဉ်းစားလာကြတယ်ဥမာအခါကဆိုရင်ဒါတကယ်ထားပါတော့နာမည်ကြီးတွေဆိုရင်အေးမြတ်သူတို့ရှိတယ်တင်သာဝင်းကျော်တို့ရှိတယ်ဒါသူတို့ခေတ်ကစီနီယာမင်းသမီးတွေပေါ့နော်ဟုတ်ပြီအဲ့တော့နေတိုးကားတကားကိုရိုက်မယ်ကဲမင်းသမီးကတင်သာဝင်းကျော်ထည့်မယ်မင်းသမီးကအေးမြတ်သူထည့်မယ်2ယောက်ထည့်မယ်အဲ့တော့ကုမ္ပဏီ site ကပြန်တွေးမယ်ဆိုရင်တင်သာဝင်းကျော်လည်းအနည်းပညာကြီးပေးရတယ်အေးမြတ်သူလည်းအနည်းပညာကြီးပေးရတယ်သို့တော့မင်းသမီး2ယောက်ပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်နေကိုဖြန့်ချိတဲ့အခါမှာနေတိုးရဲ့မူပိုင်ကြီး RC ကြီးထက်ကပို့ပြီးကြိုက်သွားလားဆိုတော့တိတ်မတိမတာဆိုတာနည်းနည်းလေးပဲတူပါလားဥမာဟုတ်ပြီကျွန်တော်နေတိုးကားတကားကိုဒါ knowledge နဲ့ရှင်းပြတာပါနော်ဟိုဒီနေရာမှာတော့ဟိုတချို့တွေနားလည်ပေးပါဟာပြင်းတီးကအရေးရှိတယ်မဟုတ်ဘူးကျွန်တော်တို့ကကြတော့ပြောရင်းနဲ့ကြုံခဲ့ရတဲ့ဟာတွေကိုပေးတဲ့အနေနဲ့လည်းဘုဒ္ဓရအောင် knowledge ရအောင်ဒါလေးကျွန်တော်ကြားထဲမှာဟိုအဆင်ပြေကျွန်တော်ရှင်းပြပေးတယ်အဲ့တော့ဖြန့်ချီစနစ်မှာနေတိုးကားတကားကျွန်တော်ဥမာမွန်ကရင်ပေါ့ဒီမွန်ကရင် data ကိုဖြန့်မယ်ဆိုရင်မွန်ကရင် data ကဒီကိုယ်စလဲပေါ့နော်ဒီဗီဒီယိုကိုယ်စလဲရနေပြီးတော့နေတိုးကားကိုဝယ်မယ်တော့မူပိုင်ဝယ်မယ်ဆိုတဲ့အခါကျရင်ဘယ်လိုဝယ်ရလဲဆိုတော့နေတိုးကားတကားဟုတ်ပြီမူပိုင်ကြီး RC ကြီးဥမာ9သိန်းပေးမယ်ပေါ့နော်အခက်ကတော့အဲ့လောက်မရှိပါဘူးကျွန်တော်လည်းတချို့ဖြေမယ်မမှတ်မိတော့မူပိုင်ကြီး9သိန်းပေးမယ်ဆိုရင်သူကဒီမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ကိုဖြန့်ဖို့အတွက်ကိုမူပိုင်ကြီးကုမ္ပဏီကိုထုတ်လုပ်ရေးကို9သိန်းပေးလိုက်တယ်ဒါဆိုရင်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာတူဒီတူတဲ့မူပိုင်ဖြန့်ခွင့်ရှိသွားပြီအဲ့ဒီပုံမှာမှသူကဘာပြန်လုပ်လဲဆိုတော့အချက်မှာတယ်သူကမှတစ်ဆင့်မလင်မြိုင်တို့ထားပါတော့ဒီဖအန်တို့ကိုသူဖြန့်မယ်ပေါ့နော်အချက်တွေမှာကြတယ်အချက်တွေမှာတဲ့ခါမှာဒီထုတ်လို့ရေးကသူကမူပိုင်ကြီးရတယ်နောက်တစ်ခါအချက်ပေါ်မှာအချက်ထပ်ပြီးတော့အမြတ်ထည့်ရတယ်ပေါ့နော်ဥမာအချက်တစ်ချက်ကအရင်ကကူလာကောစတစ်ကာကော CD အချက်ကော maybe ပေါ့ဥမာအချက်မျိုး300ရှိတယ်ဆိုရင်ဒီ VCD တစ်စုံကို600ရောင်းတယ်ဆိုရင်တစ်စုံရောင်းလိုက်300မြတ်တယ်ပေါ့ဟုတ်ပြီအဲ့တော့အဲ့နေရာမှာနောက်ပိုင်းဘာလို့ဈေးကွက်ပြက်လာလဲဆိုတော့ဒီနေကိုယ်စားလှယ်တွေနေဒေတာတွေမှာကမူရင်းအချက်ကိုနည်းနည်းပဲမှားပြီးတော့ခိုးကူးကြတာ
ခိုးကူးကြအဲ့တော့ခိုးကူးကြတဲ့အတွက်ကြောင့်ဒီခိုးကူးကိုလည်းတနည်းအားဖြင့်မနေနေနိုင်ဘူးမဖမ်းနိုင်ဘူးမြန်မာနိုင်ငံရေးရှင်စီကလည်းဘာမှမလုပ်ပေးနိုင်တဲ့အတွက်ကြောင့်လို့ဆိုဗီဒီယိုမားကတ်ကြီးမှာထုတ်လို့ရေးတွေကတနည်းအားဖြင့်ပြောမှဆိုရင်တော့စောစောပြောတဲ့မူပိုင်ကြီး9သိန်းဆိုတဲ့ဟာကနေသေးပေါ့နော်မတိုင်းတဲ့ပြည်နဲ့အကုန်လုံးကျွန်တော်မူပိုင်ကြီးတွေရတော့ညလဲအဲ့ရတဲ့မူပိုင်ကြီးရဲ့ကာကမင်းသားကိုပေးရအသိပညာကြီးနဲ့ကားပါမဖြစ်ဘူးကားပါဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ CD ရတဲ့အမြက်အချက်ဖိုးလေးမှာအချက်ဖိုးအမြက်နဲ့စားရမလားဆိုတော့အချက်ဖိုးအမြက်မှာလည်းနေတွေကခိုးကူးတဲ့အတွက်ကြောင့်မလို့နေတယ်မဟုတ်ဘူးဗျတချို့ဒီဗီဒီယိုဆိုင်တွေမှာကိုကရန်ကုန်မြို့ထဲမှာကိုရှိတဲ့ဗီဒီယိုဆိုင်တွေမှာကိုကပြောမယ်ဆိုရင်အခွေကိုလောလောငါဝယ်မနဲ့ RCG တွင်းတယ်တွင်းပြီးတော့မှ4-5ဝေဝယ်ပြီးတော့ကူးပြီးတော့ပွားခွေနဲ့ကျွန်တော်တို့ဒီ CD ချက်တွေမှာဇာကားနာမည်တွေဘောမှန်နဲ့ရေးပြီးတော့ငှားကြတာရှိတယ်အဲ့တော့ဒီနေ့အပြပြောမယ်ဆိုရင်တော့ဒါကအလုံးစုံပြတ်သုံးခဲ့တာပါပဲအလုံးစုံပြတ်သုံးခဲ့တဲ့ခါကျတော့ဒီဗီဒီယိုဈေးကမားကတ်ကြီးကပြတ်သွားတာပေါ့ဒါပြတ်သွားတဲ့အကြောင်းဟုတ်ပြီအဲ့မပြတ်ခင်မှာစောစောကျွန်တော်ပြောချင်တာကဘာလဲဆိုတော့မင်းသားတွေကဘလောက်ပဲရိုက်စောစောပြောနေတိုးကောက်မွန်ကင်ရောင်းမယ်ဆိုရင်ပုံမှန်9သိန်းရတယ်မင်းသမီးက2လက်ဖြစ်နေတယ်ဟုတ်ပြီနေတိုးအေးမြတ်သူနဲ့ရိုက်မယ်ဆိုရင်မူပိုင်ကြီး9သိန်းဆိုတော့နောက်တဲ့တင်ဆောင်ဝတ်ကျော်ထပ်ပါမယ်ဆိုရင်ကုမ္ပဏီကနေပြီးတော့ဟုတ်ပြီမင်းသမီးရဲ့1လက်မဟုတ်ဘူး2လက်တောင်ပေးတာပါဆိုပြီးတော့9သိန်းနဲ့10သိန်းမပေးပါဘူးဟုတ်ပြီမင်းသမီးကအေးမြတ်သူပါလို့နေတိုးအေးမြတ်သူနဲ့မူပိုင်ကြီး9သိန်းတင်ဆောင်ဝတ်ကျော်တယောက်ထပ်ပါလာဆိုရင်ဟုတ်ပြီမူပိုင်ကြီးကျွန်တော်6သိန်းပေးလိုက်မယ်ဗျာမင်းသမီး2လက်ပေးလို့ဆိုတိုးစီကပြန်ရမယ်မူပိုင်ကြီးက3သိန်းပဲဒါပေမဲ့ဟိုဘက်ကပေးလိုက်ရမယ်အဓိပညာကြီးကတင်ဆောင်ဝတ်ကျော်ကိုအေးမြတ်သူကို2ယောက်လုံးပေးလိုက်ရတဲ့ကြောင့်မင်းသမီး2ယောက်ထဲဖို့အခက်ခဲမျိုးတွေမင်းသမီး2ယောက်နဲ့ရိုက်ရမယ်ဇက်မျိုးတွေကိုထုတ်လို့ရေးရမှာဖန်တီးနိုင်တော့အပရာပိတ်တဲ့နားလေပါလိမ့်မယ်အဲ့တော့မင်းသားတွေအနေနဲ့လည်းဗာပြန်စီးဝင်လိုက်တဲ့ခါကျတော့ဟုတ်ပြီတနည်းအားဖြင့်နေကိုဖြတ်နေတဲ့ခါကျရင်တို့ရဲ့ market တို့ရဲ့ RCG ကိုပဲသွားတာဘယ်မင်းသမီးကောင်းဆိုးဒါတွေနေသမားသိတာမဟုတ်အဲ့တော့ကြောင့်မင်းသားတွေကပြန်စီးလွတ်လိုက်ပြီးတော့အနုပညာပြိုးကင်းဆိုပြီးတော့တို့ကထောင်ကြတယ်ထောင်ပြီးတော့ဒီမှာအနုပညာမင်းသမီးတွေပေါ့နော်မင်းသမီးတွေရွေးထုတ်ကြမယ်ဆိုတော့တို့အနေနဲ့ငါတို့နဲ့ရက်ခွင့်ရမယ်ဆိုပြီးတော့ရွေးထုတ်လိုက်တဲ့အချိန်မှာရှေ့ကပြောမယ်ဆိုရင်တစ်ခါကနာမည်ကြီးခဲ့တော့မင်းသမီးကြီးစီနီယာမင်းသမီးတွေကဟိုဘေးကိုရောက်သွားကြတယ်ဆိုတဲ့အနေအထားတစ်ခုရှိတယ်ဒါကကျွန်တော်မြန်မာရုပ်ရှင်လောကမှာအနုပညာလောကမှာပေါ့တနည်းအားဖြင့်တကယ်ဖြစ်ခဲ့တဲ့ဟာပါဒါပေမဲ့တကယ်တမ်းတက်လာတဲ့အီချောဘူယူတနာတင်ရွှေဝင်ဒီပေါ့3ယောက်ဒီတကယ်ကိုအောင်မြင်ခဲ့တဲ့အခုချင်းချင်းပဲတော့ထိတ်တန်းမင်းသမီး3ယောက်လောက်ထိကိုအောင်မြင်ခဲ့တယ်အဲ့ဒီမှာတော့ယူတနာတင်ကနည်းနည်းလေးကြံငယ်ပြီးတော့အီချောဘူနဲ့ရွှေဝင်ဒီကတော့ဒီ level 2ပေါ့နော်အနုပညာလောက market တွေကိုထိုးဖောက်သွားတယ်အဲ့ဒီထဲကမှတကယ်တော့ကျွန်တော်တို့မျက်နှာမလိုက်တဲ့ပြောရမယ်ဆိုရင်တော့ number 1ကဖြစ်ခဲ့တာဒီရွှေဝင်ဒီပါအဲ့ဒီအခြေအနေဒါအမှန်ကန်ဆုံးပေါ့နော်ရွှေဝင်ဒီရှိတယ်နောက်တစ်ခါရွှေမွန်ဒီပြီးတော့မှအီချောဘူရှိတယ်အီချောဘူပြီးတော့မှယူဒနာတင်ရှိတယ်ဒါပေမဲ့တကယ်တမ်းစီနီယာအနုပညာလောကအနေနဲ့ပြောမှဆိုရင်အီချောဘူကစီနီယာဖြစ်တယ်အဲဒါကြောင့်အီချောဘူနဲ့ရွှေမွန်ဒီနဲ့ကားရတဲ့ခါကျရင်အီချောဘူကနာမည်ရှိရထိုးတယ်ဆိုတာအဲ့ဒါဖြစ်တယ်ဒါပေမဲ့ demand market အရာကရွှေမွန်ဒီက demand market ဖြစ်ခဲ့တယ်ဒါကြောင့် knowledge နဲ့ရှင်းပြတာပါအဲ့တော့အဲ့ဒီချိန်အဲ့ကာလာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းပြင်းတရားလို့နာမည်တစ်ခုရလာတယ်နောက်တစ်ခါအဲ့ချိန်မှာကျွန်တော်ကရိုက်တာကဒီနေတူမြင်းမြတ်ကိုလူမင်းခန့်စီသူပြည်တီဦးသူတို့နဲ့ပဲရိုက်ရတဲ့အတွက်ကြောင့်မလို့သူတို့နဲ့ရိုက်တဲ့ခါကျရင်ဒီမီနီမီတွေပါလာတဲ့ကြောင့်မလို့တနည်းအားဖြင့်ပြောမှဆိုတော့အီချောဘူတို့ရွှေဘုံရီဒီတို့ယူဒနာတင်တို့ကကျွန်တော်နဲ့ရိုက်အများဆုံးဖြစ်ခဲ့တာပေါ့နော်ဟုတ်ပြီဒါတကန်းနောက်ရှင်းခဲ့ပြီအဲ့တော့တင်ဆောင်ဝတ်ကျော်အကြောင်းပြန်ပြီးရှင်းရမယ်ဆိုရင်တော့ကြံတဲ့နေရာမှာသူတို့ဒီမီနီမီ3ယောက်ပေါ့မအားတဲ့အချိန်အဲ့အချိန်မှာအကုန်ပြုံရိုက်ကြတာဥမာနေတို့ကလည်းဒီမီနီမီရှိတယ်ကိုခန့်ကလည်းဒီမီနီမီကိုလူမင်းကဒီမီနီမီဆိုတော့တန်တဲ့ထားပါတော့မြင်းမြတ်တို့ပြည်တီဦးတို့မှာဒီမီနီမီရိုက်ရက်တွေပေါ့ဆောစောပြောတဲ့ပြိုးကင်း3ယောက်ထဲမှာရိုက်ရက်မရှိတော့ဘူးဆိုတဲ့အချိန်ကြမှာလားကျွန်တော်တို့ not step ကိုဗာပြန်စဉ်းစားကြလဲဆိုတော့ရှေ့ကကျွန်တော်တို့တကယ်တခါကဘေးရောက်ခဲ့သောမီနီမီကြီးတွေကိုပြန်ပြီးစဉ်းစားကြတာဒါတကယ်ကြုံခဲ့ရအဖြစ်ပြပါအဲ့တော့အဲ့ဒီမှာလဲပုံမှန်ပြောမှဆိုတော့ကျွန်တော်ဆိုလဲတဲ့ဘက်ကမတ်တင်စာနဲ့တင်တာဝင့်ကြော်နေပေါ့နော်ကျွန်တော်လည်း guide တော်တော်များများစုံခဲ့ဘူးတယ်ဟုတ်ပြီအမှတ်တရအနေနဲ့ဗာလေးတစ်ခုကျွန်တော်ပြန်ပြီး review ပြန်ပြောရည်လဲဆိုတော့ပထမဦးဆုံးတင်ဆောင်ဝတ်ကြောင်နဲ့ကျွန်တော်နဲ့ကားရိုက်စုံခဲ့ဘူးတော့ကားဒီပိတ်သက်တွေတော့ဟိုသိကျင်မှသိကြပါလိမ့်မယ်ဒါပေမဲ့ထူးခြားချက်တွေရှိတယ်ကျွန်တော်ဒီ season လေးမှာထည့်ပြီးပြောတာပါနော်ကားနာမည်ကကြောက်ထွင်းအခရာပါမင်းသားကြော်ပါတယ်နောက်ကမင်းသားအသက်လင်းထက်ဆိုပြီးပါတယ်တင်ဆောင်ဝတ်ကြော်ပေါ့နော်တင်ဆောင်ဝတ်ကြော်ပေါ့အဲ့တော့ဒီမင်းသားလင်းထက်ဆိုတဲ့အကြောင်းလေးကိုပြောရင်ဒီ season မှာကြည့်တဲ့လူတွေအရင်အံ့ဩကြပါလိမ့်မယ်အဲ့တော့မင်းသားလင်းထက်ဆိုတာကတခြားဘူးမှမဟုတ်ပါဘူးအခုလက်ရှိပေါ့နော်မြန်မာပြည်မှာ EV ကားတွေမှာကြော်ညာပေးနေတဲ့ EV မင်းသားကိုစီသူအောင်ပါဒါပြိတ္တတချို့တွေလည်းသိကြပါလိမ့်မယ်တချို့တွေတော့မသိကြလူများတယ်ဒါကကျွန်တော်တို့ရဲ့ဟိုပြောမယ်ဆိုရင်တော့ပြန်ပြီး review နဲ့ပြန်ပြီးရှင်းပြတာပေါ့နော်ပြည်ရင်းဒီကဒီအနုပညာလောကတွေမဟုတ်ပါဘူးတော်တော်များမှာလက်ရှိနေကြတော့မြန်မာပြည်ကဆယ်လီပဲဖြစ်ဖြစ်ပေါ့နော်အောင်မြင်နေတဲ့လူတွေဖြစ်ဖြစ်ကျွန်တော်ဒီဟိုအရင်တွေကပတ်သက်ခဲ့ဘူးတယ်ဆန်နယ်ခဲ့ဘူးတယ်သူတို့အကြောင်းတွေတော်တော်များသိတယ်အဲ့ဒီအတွက်ကြောင့်သိတဲ့အတွက်ကြောင့်ကျွန်တော်တချို့အကြောင်းအရာတွေကျွန်တော်အမှန်တည်းရှင်းပြနေတာအဲ့တော့အဲ့ကားမှာဆိုရင် link tag ဆိုတဲ့နာမည်နဲ့စီတူအောင်မင်းသားလုပ်ခဲ့တယ်သူ producer ပေါ့နော်သူ producer သူမင်းသားပေါ့နယ်ဒေတာကိုဖြန့်တဲ့အခါကျရင်မင်းသားအသစ်ဆိုရင်နေရမှာသူမှဝင်မှာမဟုတ်
ဒါကတော့ထုံးစံပဲဝယ်မှာမဟုတ်ဘူးဝယ်တော်ညာလဲ RCG ကိုအရန်နှိမ်ပေးတဲ့အတွက်ကြောင့်မလို့တော့ပြောမှဆိုရင်တော့ဒါကတော့စီးပွားရေးဈေးကွက်အရာကောစီတူကောင်ကသူ့ရဲ့အသိပညာဝါနာပါမှုအရာကောဆိုတော့ကျော်ဘိုးနဲ့တွဲရိုက်တယ်အဲ့တော့ကျော်ဘိုးလင်းထက်တင်ဆောင်ဝတ်ကျော်ပေါ့နော်ဒါဟိုလင်းထက်ဆိုတာသူ့ရဲ့အသိပညာနာမည်ဟိုတချို့တွေပြန်ကြည့်ဘူးနော်ရှာကြည့်ပေါ့နော်ကြောက်ထွင်းအခရာဆိုတာဒါအခု EV မင်းသားကိုစီတူအောင်ရဲ့အရင်တော့သူလည်းမင်းသားလုတ်ခဲ့ပါတယ်ကျွန်တော်လည်းဆိုရင်ဗီဒီယိုကားပေါင်း၄ကား၅ကားလောက်ရိုက်ခဲ့ဘူးတယ်သူအိမ်မြတ်သူနဲ့တကားရိုက်ခဲ့ဘူးတယ်လေလွင်းငှက်တို့ကြီးစီချင်းဆိုပြီးကြော်ဘူးအိမ်မြတ်သူလင်းထက်ပေါ့နော်နောက်ကကြောက်ထွင်းအခရာဆိုရင်ကြော်ဘူးတင်ဆောင်ဝင်းကျော်လင်းထက်နောက်တစ်ခါသူရိုက်ခဲ့ဘူးတယ်ကျယ်ရီဆုံနဲ့နေဝိုင်းစုခန်လေးနဲ့သူရိုက်ခဲ့ဘူးတယ်လင်းထက်နဲ့ဝိုင်းစုခန်လေးရိုက်ခဲ့ဘူးတယ်နောက်တစ်ခါသူရိုက်ခဲ့ဘူးတဲ့ကဒီချမ်းမီကိုချမ်းမီကိုနဲ့လည်းသူရိုက်ခဲ့ဘူးတယ်နောက်တစ်ခါမိကပြားနဲ့ရိုက်ခဲ့ဘူးတယ်ကျွန်တော်မှတ်မှတ်ရဆိုတော့9ကားလောက်ရှိမှထင်တယ်ဒါပေမဲ့သူ့ရဲ့စမ်းပေါ့နော်သူ့ရဲ့ဒီအနိဗ္ဗာန်လောကမှာစမ်းနည်းနည်းလေးဒါသူ့ရဲ့ဖြစ်ဖို့မရှိတဲ့အတွက်ကြောင့်မလို့တော့အနိဗ္ဗာန်လောကကနေသူစက်မလုပ်တော့ဘဲနဲ့စီးပွားရေးပဲသူဆက်လုပ်တော့မယ်ဆိုပြီးတော့သွားကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်နဲ့ရတော့ရှင်းမယ်တော့တကယ်ညီလေးအရင်လိုပါပဲအရင်လဲခင်ပါလေစီတူအောင်သဘောလဲကောင်းပါလေဒါကဒီနေရာမှာတော့ကျွန်တော်ဒါပြန်ပြီးတော့အမှတ်တရနဲ့ရှင်းပြတာပဲတိုက်ဆိုင်လို့ပါဟုတ်ပြီတင်ဆောင်ဝဲကျော်နဲ့စပြီးဆုံးတဲ့အချိန်မှာဒါကျွန်တော်မတ်တင်စာရဲ့အကြောင်းကို review ပြန်ပြောရမယ်ဆိုရင်တစ်အချက်ပေါ့နော်တစ်အချက်ဒီကားရဲ့producer မင်းသားဖြစ်တယ်ပေါ့နော်ကျွန်တော်ကားသွားငှားတဲ့အချိန်မှာရိုက်ဖို့ကားသွားငှားတဲ့အချိန်မှာကျွန်တော်ပုံမှန်နေပြောရပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကကုရှိုးမှာနောင်ရှင်းမှာနော်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့မင်းသားကတော့ကြော်ဖို့ပါတယ်မင်းသားကတော့ကြော်ဖို့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကရှင်းပြတာကမတ်တင်စာရေးဒီကားလေးကတော့ဒီလိုရှိတယ်ဒါပေမဲ့ကြော်ဖို့ဆိုပေမဲ့ကြော်ဖို့ကဒီနေရာမှာကဒီတင်ဆောင်ဝတ်ကျော်နဲ့လင်းထက်ရဲ့တငယ်ချင်းနေရပဲပါမှာကျွန်တော်ပြောမယ်ဆိုတော့ဒါကတော့မာဖီးယားဂိုင်းစစ်ဟိုရုပ်ရှင်ပုံစံမျိုးပေါ့နော်ရုပ်ရှင်ပေါ်အဲ့ကဗီဒီယိုကားလေးပါပဲတင်ဆောင်ဝတ်ကျော်ကမင်းသားရဲ့ရီးစားနေရကပါမှာကြော်ဘိုးကတော့တငယ်ချင်းနေရပေါ့နော်ဒါပေမဲ့ဒီငငယ်လေးကတင်ဆောင်ဝတ်ကျော်ကို2ယောက်လူကြတယ်ပေါ့နော်တငယ်ချင်း2ယောက်လူကြတယ်ကြော်ဘိုးကရဲဖြစ်သွားတယ်လင်းထက်ကလူစုဖြစ်သွားတယ်ဗောနော်ဒါဇလန်အချင်းလေးပါဒါအချမ်းမျိုးဇန်တစီ blog နဲ့တော့မဆိုင်ပါဘူးအဲ့အချိန်မှာဗာအမှတ်တရရှိပြီဆိုတော့တင်သားကိုကျွန်တော်နားလည်အောင်ရှင်းပြတယ်တင်သားဒီကားမှာကမင်းသားအသက်ပါတာနော်မင်းသားအသက်ပါတယ်မင်းသားအသက်ဆိုတော့တင်သားဘာပြောဆိုမင်းသားအသက်ကမတူလဲတဲ့မဟုတ်ဘူးမတူလဲဆိုတာဒီကားရဲ့ producer လို့ထုတ်လို့သူပါလို့ထုတ်လို့သူမင်းသားဆိုတော့တနည်းအားဖြင့်ပြောတော့သူငွေထုတ်ရိုက်တာသူမင်းသားဖြစ်ချင်တော့သူထုတ်ရိုက်တာကိုကြော်ဘူကတော့ဒါကျွန်တော်တို့လူညာလောကမှာနားလည်ပေးတယ်နယ်ဖြန့်ချိဖို့အတွက်ကိုကြော်ဘူ market အနေနဲ့ဆွဲထည့်တယ်အဲ့တော့တင်သားကဘာပြောလဲဆိုဟုတ်ပြီတဲ့ရပါလေတဲ့ကျွန်မကတော့ဒါ producer မင်းသားဆိုတော့တိတ်တော့ပြတ်တာမရှိပါဘူးတဲ့ကိုပြင်းဓာတ်ပုံလေးတော့ပြပါတဲ့ဓာတ်ပုံလေးတော့ပြပါဆိုတော့ဓာတ်ပုံလေးပြလိုက်တာပေါ့ဒါပေမဲ့လည်းခါကျတော့ဒါကကျွန်တော်ကလူတူတယောက်ကြီးဟာကိုအားကြောက်ကိုပြလာမှုပြဒါကတော့ဟိုကျွန်တော်ပြုံခဲ့ရတဲ့အဖြစ်ပြတ်မှန်တယ်ပဲအဲ့ချိန်တော့ကစီတူအောင်ကလည်းအခုလိုမျိုးအရွယ်မဟုတ်ဘူးပေါ့သူလည်းဒါလူပြိုလေးပေါ့လူပြိုလေးကငငယ်ရွယ်လေးနဲ့ဆိုတကယ်နဲ့အရက်နဲ့ဒေါင်းနဲ့မောင်းနဲ့ဟိုက်နေပေါ့နော်အရန်ကြည့်ကောင်းခဲ့တဲ့အချိန်ပေါ့တနည်းအားဖြင့်ပြောမယ်ဆိုတော့သူအသားဖြူတယ်ဒါစီတူကပုံစံမြင်မှုကြပဲအသားဖြူတဲ့အခါကျတော့ဟိုပြောမှဆိုရင်တော့မင်းကလေးတွေရဲ့အကြိုက်ပေါ့နော်အသားဖြူတဲ့ငငယ်ရွယ်ငယ်ကုံရှိသေးတဲ့အချိန်ပေါ့ဒါပေမဲ့အားနေတဲ့တစ်ခုဖြစ်တာကသူကကျတော့ Chinese လူမျိုးဖြစ်နေတယ် Chinese လူမျိုးဖြစ်နေတဲ့အခါကျတော့စီတူကကျတော့မျက်လုံးမလှဘူးပေါ့နော်မျက်လုံးကမျက်ပေါက်ကျင်းတယ်ဒါကတော့ဒီ Chinese လူမျိုးတွေရဲ့တော့သဘောတဘာပါပေါ့နော်ဒါသူကမျက်ပေါက်အရင်ကျင်းတယ်မျက်ပေါက်ကျင်းတဲ့အခါကျတော့သူကဒါကိုတနည်းပြောမှဆိုရင်တော့သူရုပ်ရှင်ထဲမှာဇကားထဲမှာပေါ့အမြင်ရတဲ့ခါကျတော့သူ့ရဲ့ဒီအားနဲ့ချက်မျက်ပေါက်ကျင်းတဲ့ဟာကိုသိမှဆိုတော့သူကနေကမျက်မှန်အမြင်နဲ့တက်တယ်နေကမျက်မှန်အမဲလေးတက်တယ်နေကမျက်မှန်တက်တဲ့ခါကျတော့တနည်းပြောမှဆိုတော့ကြိတ်ကောင်းနေတာပေါ့နော်တင်ဆောင်ဝတ်ကျော်ပြတဲ့အချိန်မှာဒါကျွန်တော်အမတ်တရဟာတာလေးနဲ့တင်ဆောင်ဝတ်ကျော်ကြည့်ပြီးတော့သူကဖြူဖြူဖွေးဖွေးလေးသူသဘောကျတော့ဟာတဲ့အမေကိုပြင်းနေတဲ့ producer မင်းသားလေးကအစင်မဲတော့ရတယ်ကျွန်မလက်ခံမယ်အဲ့ကရိုက်မယ်တဲ့ဒါဟာတာအနေနဲ့ပြောတာပါဟိုကောင်းတဲ့အနေနဲ့ပြောမယ်ဆိုရင်တော့ဟိုတနည်းအားဖြင့်တကယ်ဆိုရင်ဟိုခြေလို့ရတာပဲခြေလို့ရတာပဲဆိုတာက तू ကပြောမှဆိုမင်းသမီးကြီးလေကျွန်မကကြော်ကြော်ဘုံနဲ့တွဲရမှာမင်းသားအတင်းတော့ကျွန်မမတွဲနိုင်ဘူးဘာလဲဆိုဟာမျိုးအဲ့လိုမျိုးမဟုတ်ဘူးဒါကျွန်တော်စောစောပြောပြဆိုတာကဟာတာအနေနဲ့ဒါထည့်ပြီးပြောပြတာပါအဲ့တော့ကားရိုက်သည်ပေါ့နော်ကားရိုက်တယ်လေကားရိုက်တဲ့အချိန်မှာဖြစ်ချင်တော့ तू ကဓာတ်ပုံမြင်တဲ့အချိန်တော့ကျတော့လင်းထက်က तू ကနေကမျက်မှန်တယ်ပေါ့အရက်ကလည်းအရန်မြင်တော့ဟိုသူတို့သဘောကျတဲ့ပုံစံမျိုးပေါ့တကယ်ရိုက်ကွင်းမှာရိုက်တဲ့ခါကျတော့မျက်လုံးကနည်းနည်းလေးကြည့်ရတာအဆင်မပြေဘူးအဆင်ပြေတဲ့ခါကျတော့ဟိုတင်တယ်ကကျရီးတယ်ကိုပြင်းရတဲ့ကျမကိုလုံးလိုက်ပြီးစလာပြတော့အရန်ချောတဲ့အဆင်ပုံလာပြပြီးတော့ဒီမှာတယ်မျက်လုံးကလည်းမေးနေတာမဟုတ်ဘူးလေဒါကတော့ဟိုအသိပညာမှာလို့ရှိတော့ပုံပြဆိုလည်းပုံပြရတာပေါ့ဆိုရပါလေကျမကဒါစလာနောက်တာပါတဲ့အဓိကမဟုတ်ပါဘူးတဲ့ဒါဘယ်လိုဖြစ်ကိုအသိပညာမောင်နှမတွေပဲဟိုအသိပညာလောကတွေကိုဝင်လာတယ်ဆိုကျမတို့ကစီနီယာအနေနဲ့ဆွဲခေါ်မှာပေါ့ဒါကောင်းတဲ့အချက်
ကောင်းတဲ့အချက်ဟုတ်ပြီနောက်တစ်ခုကလည်းဘာပြန်ပြောချင်လဲဆိုတော့အဲ့အချိန်တုန်းကလည်းပြောမယ်ကျွန်တော်ကပြည်ဟင်းတီကဘာမှမဖြစ်သေးတာရှေ့မှာတော့မှရှင်းမယ်ဟိုကိုမင်းဦးနဲ့ဝါစုကတင်းနဲ့တကားလောက်ပဲရိုက်ဖို့သေးတာဆိုတော့ဟိုပြောမယ်ဆိုရင်ကျွန်တော်တို့ဘာမှတကယ်ပါချက်ဘာမှဟိုအဆင်မရှိသေးတဲ့အတွက်ဒါဆိုပြောလို့ရတယ်ဒါပေမဲ့ဒေတာဝတ်ဂျုံနဲ့ဆက်ဆံတဲ့အခါမှာအဲ့ဒီပုံမှာဘာပဲပြော director က director ပဲဆိုတယ်သူတို့မင်းသမီးကြီးအနေနဲ့ခြေလို့ရတယ်ဗျာကျွန်တော်တို့လက်ရှိတကယ်တမ်းကြာရင်ပြောမယ်ဆိုရင်ဒါကိုကအခုအောင်မြင်လာတဲ့အချိန်မှာတော့မှနောက်မှတက်တဲ့ဒီမင်းသမီးတွေကတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ခြေပြီးတော့အဲ့လိုအချုံးပြေတဲ့အရှိတယ်အဲ့ချိန်တော့သူတို့မင်းသမီးတွေသူတို့ weight down အနေနဲ့ကပို့လောင်ခြေလို့ရတယ်ကျွန်တော် director ဘာမှမအောင်မြင်တဲ့အချိန်မှာနောက်တစ်ခါဂျားထဲမှာတော့ကားတော်များတော့ရိုက်ခဲ့ဘူးလေဗျာဒါတော့အမှတ်တရအနေနဲ့ဘာမှတော့တိတ်တော့မရှိဘူးဟုတ်ပြီနောက်တစ်ခါအမှတ်တရတစ်ခုရှိခဲ့ဘူးလားကျွန်တော်တို့ရွာတွင်းစစ်ဆိုတဲ့ရုပ်ရှင်ကားပေါ့အဲ့ကားကတော့မင်းသားကိုခန့်စီသူနဲ့ဒါလည်းပြောမှဆိုရင်တော့ယုံတင်မှုအနေထားလဲတော်တော်ဝေးသွားပြီနဲ့တူပါတယ်ဘယ်လိုအကြောင်းကြောင့်လဲတော့မသိဘူးမင်းသားတော့ကိုခန့်ပါနေတာပဲနော်ဒါပါပေါ့နော်ဟုတ်ပြီရွာတွင်းစစ်ဇက်ကားမှာလည်းကားရိုက်ကြတာပေါ့နော်ကားရိုက်ကြတဲ့အခါမှာထုတ်လို့သူတယောက်ပေါ့ထုတ်လို့သူကတော့ထားပါကျွန်တော်ဒီကားရိုက်ဖို့အတွက်ကိုရှိတယ်ကိုခန့်နဲ့ရိုက်မယ်မင်းသမီးတင်ဆောင်ကျွန်တော်ရိုက်မယ်ပေါ့ရိုက်မယ်ဆိုတဲ့နေရာမှာဘာဖြစ်လာလဲဆိုတော့တင်ဆောင်ကျွန်တော်အဲ့ချိန်မှာတော့ကျွန်တော်ဘာစမိလဲဒါရွှေရှင်ကားဖြစ်သွားပြီရွှေရှင်ကားမှာကိုပြေးနဲ့ဟိုကိုရှိုးမနောင်ရှင်တခါလေကျွန်တော်တို့မေးတာလားနော်တဲ့ကျွန်မဟိုအတွဲမင်းသမီးပါသေးလားတဲ့ပါသေးလားဆိုတော့အတွဲမင်းသမီးကတော့မပါဘူးတကယ်လည်းကားမှာမပါဘူးခေါင်းဆောင်မင်းသမီးပဲကိုခန့်ရဲ့မိမပေါ့နော်ခေါင်းဆောင်မင်းသမီးတယောက်တည်းပဲဟိုကျွန်မဒီလိုပါတဲ့ဟိုမင်းသမီးအတွဲလို့မဟုတ်ဘူးတခါကျရင်ကျွန်မလည်းတော်များများအသိပညာလောကမှာကိုပြင်းနေတာအခုနာမည်ရလာပြီဆိုတော့ဒီလောကအကြောင်းသိပါတယ်တခါကျကျွန်မတို့ကိုလှုပ်ရှားကြတာရှိတယ်တဲ့လှုပ်ရှားကြတာရှိတယ်ဆိုတော့ဒါကကျွန်တော်ဥပမာတစ်ခုရှင်းပြမယ်ပေါ့နော်စောစောကလို့ပေါ့ဟိုမင်းသားအစ်စ်တွေတင်နေတဲ့အခါကျရင်လည်းတကယ်နာမည်ကြီးမင်းသားမျိုးကိုပတ်စံပို့ပေးပြီးတော့ဆွဲခေါ်ပြီးတော့မင်းသားအစ်စ်နဲ့ညှက်ပြီးတော့ကျွန်တော်ပြောမယ်ဆိုတော့တွန်းတင်တယ်ခဏညက်တင်တယ်ပေါ့အဲ့လိုမျိုးရှိတယ်အဲ့တော့မင်းသမီးတွေမှာလို့ပဲမင်းသမီးပေါက်စားတွေမင်းသမီးအငယ်တွေမှာတခါကျတင်နေတဲ့ခါကျရင်ဘာလို့လဲဆိုတော့ဇလန်းထဲမှာကအဲ့မင်းသမီးအငယ်ကိုဦးစားပေးတဲ့ဇက်ဒါပေမဲ့ဟိုပိတ်သက်ကိုဆွဲခေါ်လာအောင်ဒီကားထဲမှာမဒူတွေပါတယ်နာမည်ကြီးမင်းသားမင်းသမီးမဒူတွေပါတယ်ဆိုဟာမျိုးနဲ့မင်းသမီးကြီးတွေကိုခုတုံးလုပ်ပြီးတော့မင်းသမီးအငယ်တွေကိုညှက်တင်ကြတဲ့ကားမျိုးရှိတယ်။ဟုတ်အဲ့ဒါကိုကျွန်တော်ရှင်းပြလှုပ်ရှားကြရဆိုတော့ကတင်တန်ဝတ်ကျော်ကလည်းရှင်းတယ်။ခုရှိမှနောက်ရှင်းကိုပြေးနဲ့ဇက်ထဲမှာဘယ်လိုဇက်မျိုးလဲတဲ့တော်ကြနေတဲ့ကျမတင်တန်ဝတ်ကျော်ကြီးပါပြီးတော့မင်းသမီးရဲ့အမတို့မင်းသမီးရဲ့ဟိုဟာမျိုးတွေပေါ့နော်အဓိကဟိုဘာမှမဟုတ်ပဲနဲ့ highlight မဟုတ်တဲ့ဇလန်မျိုးဖြစ်နေမှာဆိုကျွန်မဇလန်လေးကိုတစ်ချက်ပြဖက်ပါဆိုတော့ဇလန်ပြဖက်ခဲ့တယ်။ဇလန်ထဲမှာတော့ရှင်းတယ်ဒါကိုခန့်စီသူရဲ့မိမဖြစ်တဲ့အတွက်ကြောင့်မလို့ဇလန်ထဲမှာတော့ဒါသူဒီခေါင်းဆောင်မင်းသမီးပဲအဲ့တော့ဟုတ်ပြီ။ကိုခန့်ရဲ့မိမဆိုပေမဲ့စောတာနေရက်ကွက်ထဲမှာပေါ့နော်တရွာလုံးကဝိုင်းကြိုက်နေရတဲ့ကောင်လေးတယောက်ရှိသေးတယ်လို့ပါလို့ဒါကျွန်တော်ရှင်းတော့ကားမှာကတော်များဒါကအတွေ့အကြုံနဲ့ရှင်းပြတာအဲ့လိုမျိုးရှိတာဗျမင်းသမီးကြီးအနေနဲ့ supporting တော့ဖြစ်ပြီးတော့တကယ်နောက်တက်တဲ့မင်းသမီးမျိုးစီကပတ်စံ UV ရိုက်တာလို့ထည့်တာမျိုးတွေကတော်တော်များရှိခဲ့တယ်အဲ့တော့အဲ့နေရာမှာကျွန်တော်အမှတ်တရတစ်ခုကြုံခဲ့ဘူးလားပါလဲဆိုစပြီးတော့ကျွန်တော်တို့ထုတ်လို့ရေးရငှားတဲ့အခါမှာလည်းဘယ်မင်းသမီးမှမပါဘူးဇလန်းကလည်းတင်တန်ဝတ်ကျွန်တော်ကိုခန့်တဲ့နှစ်ယောက်ဇက်ပဲကျွန်တော်ဟာသားလို့ရှင်တော်ဒီပါကြပါကြအချိန်မှာမှဘာဖြစ်လဲဆိုတော့ထုတ်လို့ရေးရရိုက်ခါနီးမှာကိုပြေဟင်းနဲ့ကျွန်တော်ညီမလေးတယောက်ရှိတယ်တဲ့အသိပညာဝါနာပါဒီဇကားထဲမှာထည့်ရိုက်ပြရစီဆိုဟာဟုတ်ပြီဇလန်းကတော့စလာပြီနော် producer ရဲ့ညီမလေးဆိုတော့ကဲဟုတ်ပြီအဲ့တော့ဘယ်နေရာလဲကျွန်တော်တို့တင်တန်ဝတ်ကျော်ကိုချင်းပြီးတော့ကျွန်တော်တို့ကချိတ်ထားပေးတာအမှတ်ခံနိုင်ပြီးတယ်ဇလန်းထဲမှာလည်းမင်းသမီးအငယ်ဘာမှမဟုတ်ကိုပြင်းနဲ့မင်းသမီးအငယ်လည်းမဟုတ်ဘာမှလည်းမဟုတ်ဘူးဒီဇကားထဲမှာကိုပြင်းကြိုက်တဲ့ character တစ်ခုအနေနဲ့ထည့်လိုက်ပါသူကလည်းတရုပ်ဆောင်နေတာပါကျင်တာပေါ့နော်ဘာပဲဖြစ်ဖြစ်ဟိုတာမန်ရက်ွက်ထဲမှာရွာသူလေးတယောက်ကောင်လေးတယောက်ဆိုတာမျိုးနဲ့ထည့်ပေးလိုက်ပါကိုပြင်းနဲ့ဘာမှတင်တန်ဝတ်ကျော်လည်း effect ဖြစ်စရာအကြောင်းမရှိဘူးတဲ့ okay ပေါ့ဒါပြီးသွားပြီပေါ့နော်အဲ့တော့အဲ့နေရာမှာမတူလဲဆိုပုံမှန်လေးပြောမှဆိုတော့မင်းသမီးရှင်ရုံးမြတ်ပါဒါကျွန်တော်ဒီနေရာမှာတော့နာမည်အစ်ပြောပြရစီပေါ့နော်သူတို့ရေးရစပြီးပြောတဲ့အချိန်မှာသူ့ညီမလေးဆိုကျွန်တော်တို့ကဒါကိုကားထဲမှာထည့်ခဲ့သည်ပေါ့နော်ထည့်ခဲ့တယ်ကာဗီတာတစ်ခုရွာမှာရှိတဲ့ဒီကျွန်တော်တို့ဒီစိတ်ဝင်နာရှင်လေးပေါ့တယောက်ပေါ့ကောင်မလေးတယောက်ကာဗီတာနဲ့ထည့်ရိုက်ခဲ့တယ်ဟုတ်ပြီအဲ့ဒီလဲဒါပြဿနာမရှိဂရိုဝဲပေးတဲ့နေ့မှာဘာပြဿနာရှိလာလဲဆိုတဲ့ခါကျတော့သူတို့ရေးရမန်နေဂျာကနေပြီးတော့ဂရိုဝဲမှာထိုးမဲ့ပုံလေးပေါ့ရေးလိုက်အချိန်မှာဘာရေးထားလဲဆိုခန့်စီသူတင်သာဝင်းကျော်ရှင်ရုံးမြတ်ပေါ့အဲ့လိုကြီးရောက်လာခါတင်သာဝင်းကျွန်တော်လာမိပြီဟာကိုပြေးနဲ့ကိုပြေးရလေတဲ့ကျမတေချာမေးတယ်လေးတယ်မင်းမပေါ့ဆိုတော့ကျွန်တော်တို့လောကမှာလည်းတခါကျရင်ဒီပဲတော်ကြားစားညက်ခံတာကျွန်တော်တို့ကလည်းမသိဘူးစချိတ်တယ်ကခန့်စီသူတင်သာဝင်းကျော်ဆိုပြီးချိတ်တယ်ပြီးတော့မှ producer ကသူ့ညီမလေးပါဆိုပြီးရှင်ရုံးမြတ်ကိုထည့်လာတဲ့အခါမှာဒီရေးလာတဲ့ကတော်မှာထိုးမဲ့ဓာတ်ပုံကလေသူတို့ပဲထုတ်လာတာကျွန်တော်မသိဘူးကျွန်တော်လှမ်းပြီးတော့မေးတယ်ဒါဘယ်လိုလဲတင်တန်ဝတ်ကျော်ကမှပြောနေတာကိုပြင်းနဲ့ဟိုဒီလိုပဲနာမည်လေးထိုးပေးလိုက်ပါဆိုတော့တင်တန်ဝတ်ကျော်ကပုံမှန်ပြောမှဆိုရင် तू ကလက်မခံတာမဟုတ်ဘူး तू ပြောတာရှင်းလေကျမတို့ကကိုပြင်းနဲ့ပြောတဲ့အခါကျရင်မီနီမီတိနေရာမပေးဘူးမဟုတ်ဘူးကျမပြောတာကတခါလဲအစိုးရရှင်းလင်းပြော
ရှင်းနေပြီးဒီလိုမျိုးပါမယ်ဒီလိုမျိုးနေရာရှိအခု तू ကဘယ်နေရာလဲဆိုတော့ဇကားတွေကပြောရတာပေါ့ရှင်းစီနေအစားပြလိုက်တယ်မဟုတ်ဘူးတင်လားကုမ္ပဏီရဲ့သူ့ရဲ့ညီမလေးဆိုတော့ဒီလိုပဲဒီလိုထည့်ကြည့်နေကုမ္ပဏီလည်းဘာမှမဟုတ်ဘူးနေရာတနေရာအနေနဲ့သူတို့တရုတ်ဆောင်နေနေဆိုတော့ထည့်တာပေးလိုက်တာဆိုပြီးဟာမျိုးနဲ့ဒါဆိုအဆင်ပြေသွားတယ်ဗျတင်တာမကျော်လဲသူလက်ခံသွားသည်ပေါ့အဲတော့ကုမ္ပဏီနဲ့နာမည်ကတော့ဟိုပြောမယ်ဆိုရင်တော့ဘေးမှာမထိုးနဲ့တဲ့အောက်မှာပဲထိုးတဲ့အောက်မှာပဲခါစီသူတင်တာမကျော်နှစ်အရှင်ရုံးမြတ်ပေါ့အောက်မှာပဲသူတို့နာမည်ထိုးလိုက်တာပေါ့အဲ့တော့အဲ့ဒီကမှာပြဿနာတစ်ခုဘာရှိလာလဲဆိုတော့ကျွန်တော်ပုံမှန်လင်းပြောပါစီကျွန်တော်လည်းလှုပ်ရှားခံရတာဗျအဲ့ဒီ producer ကသူညံ့မှာမဟုတ်ဘူးရှင်ရုံးမြတ်စီကနေပြီးအဲ့ကားထဲမှာထည့်ရိုက်ဖို့ဆိုပြီးတော့ပတ်စံယူထားတာဒီနေ့ကကျွန်တော်ရုပ်ရှင်လောကပြောမှာဆိုတော့ကျိုးပေါ့နော်ပတ်စံယူတာဟုတ်ပြီဒီနေရာမှာကျွန်တော်ကပြောမယ်ဆိုရင်တော့စကားကြီးရှုပ်မှာဆိုတဲ့မို့ရှင်မြက်လေထိခိုင်မှာဆိုတဲ့တရားမို့ဒါကိုကျွန်တော်မပြောတော့ဘူးဒါပေမဲ့သူတို့ကိစ္စသူတို့ရှင်းကြတာဒါပေမဲ့ဟိုဘက်ကလည်းပြန်ပြီးတွေးတဲ့အချိန်မှာရှင်မြက်စိုက်ကလည်းပြန်ကြည့်မယ်ဆိုတော့မမားဘူးလေ producer ကမလဲရှော့လုပ်ထားတာဒီကားမှာသူပါဝင်မှုအတွက်ကိုပတ်စံပေးတဲ့အတွက်ကြောင့်မို့ရှင်မြက်ကလည်းသူပတ်စံပေးတာသူလည်းသူနေရာကောင်းတစ်ခုယူမှာပေါ့ဒါကျွန်တော်နားလေအောင်အားလုံးတက်ကိုခြုံပြပြနေရာတစ်ခုယူမှာပေါ့ဆိုတော့ရက်ကွင်းထဲမှာဆိုလဲဘာရှိလဲဆိုတော့စင်းစီတွေလာတောင်းတယ်စင်းစီတာကကျွန်တော်တို့စင်းစီတွေပေးပါတဲ့သူ့ရဲ့ make up ကလည်းစင်းစီတာလာတောင်းတယ်အဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော် data set ကလည်းပြန်ပြီးကြည့်မယ်ဆိုရင်တကယ်စင်းစီတွေပေးရဆိုတာကမင်းသားမီနီမီနဲ့ဇက်ပိုးဆိုင်ရင်အကြီးရတကယ် main ဟိုနေရာကျတဲ့လူတွေကစင်းစီတွေပေးတာတာမန်တမန်ကရှင်ကားပေါ့နော်ဟိုတခန်းစာဒီနှခန်းစာအဲ့လိုပါတဲ့ဟာမျိုးကြတော့စင်းစီတွေပေးတာမရှိဘူးအဲ့တော့မရှိတဲ့ခါကျတော့စင်းစီတွေမပေးဘူးမပေးတဲ့ခါကျတော့အိမ်မှာလည်းသူတို့ကပြင်လာတတ်ကြတာပြင်လာတတ်ကြဆိုတဲ့ဘောကတော့သူ့ site ကတော့ပြန်ကြည့်တာကသူကဒီကားမှာပတ်စံပါဖို့တော်တော်များပေးထားတယ်ဒါပေမဲ့အဲ့ပတ်စံက producer ကယူတာကျွန်တော်တို့က director ကယူတာမဟုတ်ဘူးအဲ့ကျွန်တော်တို့ site ကျွန်တော်မှန်ဆိုကျွန်တော်နေကြတဲ့ခါမှာသူတို့ကရှင်းပြတော့တတိယပြည့်နည်းနည်းလေးဟိုစကားကြီးများလာကြတာပေါ့နော်များလာကြတဲ့ခါကျတော့နောက်တစ်ခါ shooting ရိုက်ကွင်းလာတဲ့အခါကျရင်လေနောက်ကနေထုံးတဲ့တိုင်းပေါ့ make up ပါတယ်ခုံကိုင်းပါတယ်ထီမိုးပါတယ်ဆိုတော့တင်ဆောင်မကျော်ကပုံနေပြောတော့နည်းနည်းကြည့်ရတာစောင့်မြင်ကြတာပေါ့ကိုပြင်းနဲ့ကျမကဟိုကိုပြင်းအစိုးရပြောတာတော့အဲ့လိုဒီပြဿနာတွေဖြစ်မှာစိုးလို့ကိုကျမပြောတာအခုကျမတို့နဲ့ရဲရမယ်ဇက်ဝင်ခံမှာကျမရောက်နေပြီဒီကလေးမလေးရောက်မလာသေးဘူးတဲ့အဲ့တော့ဒါတွေကကျမရှင်းပြောအာယုံအရင်နောက်ခဲ့ရတယ်ပေါ့နော်အဲ့တော့အဲ့ပြဿနာတွေမှာကျွန်တော်တို့ကရှင်းပြတော့တင်စားဘက်ကမှန်တဲ့အတွက်ကြောင့်တင်စားကိုပဲနားလည်အောင်ရှင်းပြခဲ့တယ်ဒါပေမဲ့အဆင်ပြေစွာပဲအားလုံးရိုက်ခဲ့သည်ပေါ့နော်ရိုက်ခဲ့အဲ့တော့ဒါလေးတွေကျွန်တော်ကြုံခဲ့ဘူးလေပြဿနာလေးတို့ဒါကအမှတ်တရအနေနဲ့တခုရှင်းပြတာအိမ်မှာတခါကြုံခဲ့ဘူးတယ်နောက်တစ်ခါအမှတ်တရဘာရှိလဲဆိုတော့တခါတော့ကောင်းတဲ့အချက်လေးပေါ့ကောင်းတဲ့အချက်မှာတင်စားကအဲ့ချိန်မှာတော့ဝင်းကြီးရမ်းရှော့နေပုတ်ပါမှရိုက်တာဝင်းတော်ရှော့နေတာဘလို့မှရိုက်လို့မရအောင်ဒါပေမဲ့သူနားလေပြီလေကိုပြေးနဲ့တခုလေးပဲတဲ့ဟိုဒါဟာတာပြပြပါကျွန်မကို request လေးပဲလုပ်ပြီးကျွန်မဝင်းကြီးအရမ်းရှော့နေအဲ့ရတယ်မထားနိုင်ဒါပေမဲ့ကျွန်မစူးစမ်းပြီးရိုက်ပေးမယ်ရုပ်ရှင်ကားဖြစ်တဲ့တက်တောင်မလို့ဒီ shooting စိတ်တွေတက်မှာဆိုလို့ပေါ့နော်တခုပဲရှိတာကကျွန်မကိုရိုက်တဲ့အချိန်ကျရင်ရိုက်ကွင်းအိမ်ကိုတည်တဲ့အခါကျရင်အိမ်သာကောင်းကောင်းလေးအိမ်သာတသက်လေးနဲ့နီးတဲ့အိမ်မျိုးလေးမှာကျွန်မကိုတည်ပေးပါတဲ့တည်ပေးပါပေါ့နော်ဆိုတော့ရုပ်တရက်အိမ်သာအရင်တက်ချင်လာတဲ့အခါကျရင်ဒီကြီးလက်ရွာအိမ်သာတွေမှာတချို့အဆင်မပြေတဲ့အိမ်သာတွေရှိတယ်ဒါအခုနောက်ပိုင်းမှာတော့တော်တော်များများကြီးလက်တွေကဖွံ့ဖြိုးတိုးတက်လာတဲ့အတွက်ကြောင့်မလို့တော့တချို့ဒီဘိုးတိုင်းနဲ့ရှိတယ်တချို့ဒီအုတ်အိမ်သာတွေရှိလာတယ်ပေါ့နော်ကျွန်တော်တို့တချို့ရိုက်တဲ့ရွာတွေမှာဆိုရင်အုတ်အိမ်သာတော့မရှိဘူးကျွန်တော်တို့ဝါးထရံကအိမ်သာတွေပဲရှိကြတာအဲ့တော့အဲ့ဒီဖြစ်တဲ့အခါကျသူ့အတွက်အိမ်သာတက်ဖို့အနေနဲ့ခက်ခဲရှိတယ်ပေါ့နော်နည်းနည်းအိမ်သာနဲ့ကောင်းတဲ့အုတ်အိမ်သာလေးရှိတဲ့ရေကျွန်တော်ရေလောင်းအိမ်သာမျိုးပေါ့နော်ဒီလိုမျိုးဘိုးတိုင်းမျိုးရှိတဲ့အိမ်သာမျိုးလေးမှာ shooting တည်ပေးပါတကယ်လို့ကိုပြင်းနေတဲ့ location ရအခက်အခဲဖြစ်တယ်ဆိုရင်တင်ဆောင်တစ်ခုပဲ request လုပ်ပြီးကျွန်မတင်ဆောင်ကားလေးနဲ့အမြန်လေး hotel လေးပြန်ပြီးတော့အိမ်သာလေးတော့ပြန်တက်ပြရစီဆိုဒါကကျွန်တော်တို့ပြောတာကကောင်းတဲ့အချက်ပါဟို driver နဲ့ဟို discuss လုပ်ကြတယ်သူ့ရဲ့အခက်အခဲကိုပြောတယ်ကျွန်တော်ကသူ့ရဲ့အခက်အခဲကိုကျွန်တော်တို့ဖြေရှင်းပေးတယ်ကူညီပေးတယ်ပေါ့ဒီလိုပဲကျွန်တော်တို့ဒါမင်းသား mini driver ဆိုသွားကြမှာအခုနောက်ပိုင်းမှာတော်တော်များကျွန်တော်တို့တင်းနေဆိုတာတခါကျရင်အဲ့လိုပေါ့နော်စောက်ဖက်မလုပ်ကြတာရှိတယ်ဗျကားရိုက်ကြကားရိုက်တဲ့ခါကျရင်ဘာမှလည်းမပြောမပြောတဲ့ခါကျရင်ကိုကမေးတယ် setting သမားကိုပေါ့နော်ဟုတ်ပြီဒီစင်းပြီးရင်ဘယ်မိနစ်ပြီးရိုက်မယ်သွားခေါ်လို့ဆရာမရှိဘူးတဲ့ခဏဟိုတယ်ခဏပြန်သွားတယ်ဟာဟိုတယ်ပြန်သွားဆို driver ကိုစောက်ဖက်လုပ်ပြီးပြောလေသူကတော့မဟုတ်ဘူးတဲ့ဟိုမန်နေဂျာကိုပြောသွားတယ်မန်နေဂျာပြောသွားတာတော့မှန်တယ်ဟုတ်ပြီမန်နေဂျာပြောသွားတာမှန်တယ်ဒါပေမဲ့ခါကျရင်တော့ driver ကိုရှင်း respect အနေနဲ့ကော်ပီဆရာကြီးကိုပြင်းရင်ကျွန်တော်တို့ဒီလိုတော့သွားဖို့ရှိရနော်ဒီလိုအဆင်ပြေမလားအဆင်ပြေဆိုတော့ဒါက discuss လုပ်ရမှာအဲ့ဒီမျိုးလေးခါကျတော့ကျွန်တော်တို့ကရှင်းပြောတော့ခါကျရင်တင်းနေဆိုအဲ့ဒါပဲထားပါတော့ဟိုဒါတော့ဟိုပြောရင်လည်းတချို့အကြောင်းတွေပါလာတော့မှာအဲ့ဒါတခုရှိခဲ့ဘူးလေနောက်တစ်ခါမမရပေါ့ဒါတော့ကျွန်တော်ဟိုတလောတော့ကြာပါပြီကျွန်တော်ဒီအမေရိကဆောက်တဲ့အချိန်တော့ကျွန်တော်နဲ့ပြန်လာတက်ခဲ့တဲ့ကားလေးတစ်ခါပေါ့ဒါကဟိုလူဆောင်ကရုပ်ရှင်ကရိုက်ခဲ့တယ်ကျွန်တော်အဲ့ချိန်တော့ဘေယုကထကိုအချစ်ဆုံးလဲဆိုတဲ့ရုပ်ရှင်ကားပေါ့အနေတို့ကြောဖို့အီချောဖို့တင်တာဝင်ကြောပေါ့ကျွန်တော်ဒီရောက်တဲ့အချိန်မှာအဲ့ဒီကားကို producer ကဆုံးသွားတဲ့အတွက်ကြောင့်မလို့ဘိုဆန်းကနေတော့သူပြန်ဝယ်လိုက်တယ်ဘိုဆန်းကနေပြန်ဝယ်လိုက်တယ်ပြန်ဝယ်လိုက်ပြီးတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့သူပိုင်သွားတာပေါ့သူပိုင်သွားတယ်
အဲ့ချိန်မှာတချို့ဇဝင်ကန်းတွေပေါ့အတူမကြိုက်တဲ့ဇဝင်ကန်းတွေပါတွေကိုပြောမယ်ဆိုရင်တော့ကျွန်တော်နေရာမှာကိုခင်လိုင်ကိုအစားထိုးပြီးတော့ကိုခင်လိုင်ဒရိုက်တာလုပ်ပြီးတချို့ဇဝင်ကန်းတွေကျွန်တော်ရိုက်တာတွေပြင်ခဲ့တယ်ပြင်ခဲ့ပြီးတော့ဒါသူရုံမြန်တင်းမှုစူးစမ်းခဲ့တယ်ပေါ့အဲ့ချိန်တော့ပြိုင်ဘက်ဆိုတဲ့နာမည်ရုံမြန်တင်းမှုစူးစမ်းကျွန်တော်အမေရိကန်တဲ့အချိန်မှာကျွန်တော်ကတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဟိုပုံစံလုပ်ရက်ကိုလက်မခံနိုင်တဲ့အတွက်ကြောင့်ကျွန်တော်အဲ့ကာကိုကျွန်တော်ကြည်ရနေလှမ်းပြောတာဘာကြောင့်လှမ်းပြောလဲဆိုတော့ခါကျတော့ယုံတယ်တဲ့အခါကျရင်ဒါရိုက်တာရဲ့ခွင့်ပြုချက်လက်မှတ်တွေဘာမှကျွန်တော်စီကခွင့်ပြုချက်လည်းမတောင်းဘူးကျွန်တော်လက်မှတ်တွေလည်းအတူထိုးတယ်နောက်တစ်ခါဘာရှိလဲဆိုတော့ခါကျတော့ဟုတ်ပြီကိုခင်လိုင်ပြန်ရိုက်ခဲ့တဲ့အချိန်မှာကျွန်တော်မူရင်း main director ဗျာ main director ကိုပြသရမယ်လေကိုပြင်းရင်ဒီနေရာကတော့ကိုခင်လိုင်ဒီလိုပြန်ပြင်သွားတယ်ဒီနေရာကတော့ဒီလိုလေးရှိသွားတယ်ဆိုတော့ဘာမှကျွန်တော်ကမပြပါဘူးဒီနေရာမှာပြိတ္တရှုပ်သွားမှာလားကျွန်တော်အမေရိကရောက်နေလို့မဟုတ်ဘူးကျွန်တော်မြန်မာပြည်မှာရှိနေတယ်ကျွန်တော်အမြဲတမ်းပြောတယ်ဘယ်နေရာကြီးပြင်တာလဲဘယ်စောင်းငယ်နေဘယ်လိုပြောင်းတာလဲဒါလေးတွေပြန်ပြပါမပြဘဲနဲ့ကိုရှင်းရှင်းပြောရင်တော့လှုပ်ချင်တိုင်းကိုလှုပ်သွားပြီးတော့ကျွန်တော်လက်မှတ်လည်းမပါဘဲနဲ့ဆန္ဒတင်သွားတယ်ဆန္ဒခွင့်ပြုချက်တွေပါတယ်ယုံနေလျှောက်တယ်ဆိုတော့ကျွန်တော်အဲ့မှာဒီဖြစ်ချင်တော့သူယုံနေတဲ့အချိန်မှာကျွန်တော်ဒီရောက်နေတော့ကျွန်တော်လှမ်းပြီးတော့ပြောတာကဒီနေ့ရပြကျွန်တော်အဲ့တော့ကဒီကတန်မကြီးဥကြော်မထိုးနဲ့တွားတွေ့တဲ့အခါမှာကျွန်တော်မြန်မာပြည်မှာ905ကာကြီးကျွန်တော်ထိတာပေါ့9ကာကြီးထိတဲ့အခါမှာပြင်းတရားကာကြီးရုပ်ပေးမတင်တော့ဘူးလို့ဖြစ်တယ်မှာအဲ့ဒီပြိုင်ဘက်ကတော့ပါသွားသည်ပေါ့နော်ပါသွားတယ်ဒါပေမဲ့တခုပဲကျွန်တော်ဒီအချိန်မှာတော့လုတ်ပိုင်ခွင့်တွေပေါ့လုတ်ပိုင်ခွင့်တွေလာပုံစံသူ့အနေနဲ့သူပိုင်တဲ့အတွက်ကြောင့်မလို့တော့ဘာလို့ထားလဲဆိုဟုတ်ပြီဟိုကားတော့သူမတင်တော့ဘူးဘာဟိုကားကသူအများကြီးကသူပြန်ဝယ်တဲ့အတူတူမှသူအရင်နည်းနည်းပဲရှိတာသူအရင်များများရိုက်ထားတဲ့အပိုင်စားရုပ်ရှင်ကြတော့ရှင်းပြကျွန်တော်9ထိတဲ့ခါကျရင်အပိုင်စားရုပ်ရှင်ယုံကြည်မှုအတွက်ကိုခက်ခဲဖြစ်သွားမှာသူ့အတွက်အများကြီးရင်းတာမြင့်မြတ်လည်းအဲ့ဒီမှာ share ပါတယ်ရင်းတဲ့အတွက်ကြောင့်မို့သူကဘာပြန်လုပ်လဲဆိုတော့ပြန်ကြားရေးနဲ့ပြန်ညှိပြီးပေါင်းပြီးတော့ဟုတ်ပြီပြည်ရင်းဒီဟာကိုလောလောဆယ်တော့ဒီကားလေးတကားတော့အခွင့်ပြုပေးပါပိတ်ချင်ရင်ဒီကားနောက်ကမှာပဲပိတ်ပါဆိုတဲ့ဟာမျိုးနဲ့လုပ်တဲ့ကကျတော့ပြန်ကြားရေးရလဲချင်းမျိုးရှိအစီအုံနဲ့ပေါင်းပြီးနားလဲပိုင်းနဲ့ဘယ်လိုလုပ်လိုက်လဲတော့မသိဘူးဒါမှကျွန်တော်မြင်ပြောတဲ့ file ထဲမှာကျွန်တော်9ထုတ်ကန်ထိတယ်ပါတယ်ပြီးလဲပြီးတော့ဟိုကားကိုပိတ်တယ်ဟိုကားပိတ်တယ်ပြီးမှနောက်ကကျတော့အပိုင်စားတက်လာတယ်ပြီးတော့နောက်တစ်ခါလူကြီးလူကောင်မှတက်လာလူကြီးလူကောင်များကလည်းအများပိုင်းကုမ္ပဏီရဲ့အစုရှယ်ရတဲ့ထားတဲ့ခါမှာဒီရလာတဲ့ဝင်ငွေရအကျွေးပြန်ဆပြီးတော့အဲ့နကားကိုခွင့်ပြုတယ်အဲ့နကားခွင့်ပြုပြီးတဲ့ခါမှာနောက်ပိုင်းကျွန်တော်မြန်မာနိုင်ငံသားစင်းရတယ်ထုတ်ပေးပြီးတော့နောက်ပိုင်းကယုံနေပြသခွင့်မပေးတော့ဘူးဒါသူတို့လူတို့အရင်ပေးစားလိုက်တဲ့ဆိုတော့ဘောပေါ့နော်ဒါကျွန်တော်ပြတာဟုတ်ပြီဘိုးလူတာအနေနဲ့အဲ့မှာဘာကြောင့်လဲဆိုတော့ဒီချော့ဖို့ရဲ့တင်ဆောင်ဝတ်ကြော်ပေါ့ဒါတင်ဆောင်ဝတ်ကြော်ရဲ့ကောင်းတဲ့အချက်လေးဆိုတော့တခုရှင်းပြတာပေါ့နော်ကားတဲ့အချိန်မှာတော့ဟိုပြောမှဆိုရင်တော့သူခေတ်တစ်ခါကတင်ဆောင်ဝတ်ကြော်ပဲဘယ်လောက်ဖြစ်ဖြစ်အဲ့အချိန်မှာဒီချော့ဖို့လို့ရှိမှုဒီဆိုကျွန်တော်စောစောပြောလို့အနည်းငယ်ပြောခင်းရတယ်တက်လာကြတာပေါ့အဲ့တော့ဒါတွေကလူလောကရဲ့သဘောတဘာပါပဲဗျဒါတွေကတံဝေကရကြလေးတွေပဲကိုအောင်မြင်တဲ့အခါမှာလည်းအောင်မြင်ခဲ့လို့ကိုယ့်ရဲ့ဟိုတနည်းအားဖြင့်နေရာတနေရာပေါ့နော်ဖယ်ပေးရတဲ့အချိန်မှာလည်းရှိပါတယ်ဒါဒီအပေါ်မှာတင်ဆောင်ဝတ်ကြော်လက်ခံခဲ့တယ်အဲ့တော့ဘယ်လိုလက်ခံခဲ့လဲဆိုတော့စလာတဲ့ကကိုပြင်းဒီနည်းကဘာလို့ပါမှာလဲရှင်းတယ်ဒီချောဖို့ပါမှာဒီချောဖို့ပါမှာသူသိတယ်ကျွန်တော်ပေါ်တင်အောင်ရှင်းတယ်အဲ့တော့မင်းသားကနေတိုးနဲ့ကြော်ကြော်ဝင်နဲ့ဖြစ်နေတာအဲ့တော့ဒီချောဖို့ကနေတိုးနဲ့တွဲမှာကြော်ကြော်ဖို့ကတင်ဆောင်ဝတ်ကြော်နဲ့တွဲမှာအဲ့တော့နေတိုးနဲ့ကြော်ကြော်ဖို့2ယောက်မှာဒါကရှင်းတယ်မတူဒီ first man မတူဒီ second man လူတိုင်းနားလဲတယ်နေတိုးဒီ first man ကြော်ကြော်ဖို့ဒီ second man အနေနဲ့ပါဝင်ရတာအဲ့တော့နေတိုးနဲ့တွဲရတဲ့ minimi ဒီ first minimi ကြော်ကြော်ဖို့နဲ့တွဲရတဲ့ minimi ဒီ second minimi ဒါကျွန်တော်တို့အနည်းပြလောကရဲ့တချို့တွေကနားလည်မှုနဲ့ minimi အပြိုင်မင်းသားအပြိုင်လို့ပြောပေမဲ့ရွှေရှင်လောကမှာတော့ demand နဲ့ market ကတော့ရှိပြီးသားဒါကကျွန်တော်တို့ရှောင်လဲလို့မရတဲ့ကိစ္စအဲ့တော့တင်သားကြော်ပြောတဲ့အချိန်မှာအီချောဘူကဒီနဲ့တွဲမှာလေတင်သားဒီနဲ့တွဲမှာလေကျွန်တော်တို့တခါပြောခဲ့တယ်တင်သားကြီးဒါလေးကတော့ကိုပြင်းအာနန္ဒာနဲ့ပဲပြောပြစီအီချောဘူကတော့နေတိုးနဲ့ပဲတွဲမှာတင်သားကတော့ကိုကြက်နဲ့ပဲတွဲရမှာဒါလေးတင်သားလေးအဆင်ပြေအောင်တော့လုပ်ပေးပါဆိုတော့တင်သားမကြော်ကောင်းစွာပြောခဲ့ဆိုနားလဲပါလေတဲ့တင်သားကနားလဲပါတင်သားတို့ကတနည်းအားဖြင့်ပြောမှဆိုတော့အရွယ်လဲကြလာပြီတဲ့နောက်တက်တဲ့ minimi တွေရတော့ဒါလက်ရှိရတော့သူခေသူခါနဲ့သွားကြတာပေါ့သူခေသွားကြတဲ့ခါကျတော့အဆင်ပြေလို့လောက်ပါတဲ့ဒါပေမဲ့ကိုပြေတဲ့တခုတော့ရှိတယ်ဒါတော့ respect ပေါ့နော်ကျမတို့နာမည်ထိုးတဲ့အခါကျရင်တော့ကျမတို့ senior ဖြစ်တဲ့တောင်သိခါအရာနာမည်မဟုတ်ဘူးဒါကတော့ကိုပြင်းနဲ့လက်ခံတယ်အနိပညာလောကအရာတော့နေတိုးတင်လာဝင်းကျော်ဟိုထားပါတော့ဗောနော်အီချောဘူပဲလာမှာအီချောဘူရှိရနေတော့နေတိုးနဲ့တွဲလို့ဒီလိုမျိုးတော့ထိုးလို့လက်မခံဘူးလို့လက်မခံဘူးဆိုတော့ပြောခဲ့တာဗောနော်အဲ့တော့ကားရိုက်ခဲ့တယ်ကားရိုက်ခဲ့မှလည်းအဆင်ပြေဒါတော်တော်များအဆင်ပြေတယ်ဗောနော်အဆင်ပြေတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့မှဟိုအီချောဘူ site ကဒါကျွန်တော်နဲ့အရန်ကားရိုက်များတော့လေအမှန်တိုင်းပဲကျွန်တော်ကြုံခဲ့ရဖြစ်ပြီးပြန်ပြီးရှင်းပြတာပါဟိုတကယ်ဆိုရင်တင်ဆောင်ဝတ်ကျော်တို့ကသူတို့ရဲ့ senior minimi တွေဒါပေမဲ့ဒုက္ခဒုက္ခမှာ minimi တွေထုံးစံတိုင်းပဲနေရာတနေရာရလာတယ်နေလို့နဲ့လည်းတွဲရတယ်ခေါင်း minimi နေရာလည်းဖြစ်တဲ့ခါမှာကျွန်တော်ရိုက်ကွင်းမှာကြတော့ပြောမယ်ဆိုရင်ဒီတင်ဆောင်ဝတ်ကျော်ကအချိုးဘုတ်ကိုပြန်ပြီးတော့စောင့်နေရတဲ့ကာလမျိုးတွေကြုံခဲ့ဘူးတယ်ဒါကြီးကကျွန်တော်ရုပ်ရှင်လောကမှာမှားယွင်းခဲ့တာလေအမှန်တော့တကယ်ညရင်ကိုယ့်ရဲ့ရှိရ senior minimi တွေ respect ပေါ့နော်ကိုဟိုမှာငါ့ကိုမတင်တာစောင့်နေရမယ်ဆိုတော့ဟာမျိုးမဟုတ်ဘူး
သူမိတ်ကပြန်ကြားတယ်တင်ဆောင်ဝတ်ကျော်ဆိုတာပြန်ပြီးစောင့်ရတာဒါပေမဲ့ဒါကကျွန်တော်အနည်းပညာလောကရဲ့မမြဲတော့တန်ဝေကတရားလို့ပြောလို့ရတယ်ကိုအောင်မင်းရဲ့အချိန်ကိုနေရာရတဲ့အချိန်မှာရှိတယ်ဒါပေမဲ့ကိုကြာဆုံးခန်းပေါ့ကြာဆုံးနေဆိုတာဒါတော့အရွယ်နေရာအပြည့်စမ်းရှိကြမှာပြီထုံးစံတိုင်းပေါ့နော်အဲ့တော့အပြီးသွားတယ်ဒါပေမဲ့ဘာပြန်လာတက်ခဲ့လဲဆိုတော့ယုံတင်တဲ့အချိန်မှာဒါကတော့ထုတ်လို့သူပို့စမ်းကတော့သူ့ရဲ့စီးပွားရေး market ကြီးရတော့ဘယ်လိုအကန့်လဲတော့မသိဘူးအဲ့ရနေအချောပိုတင်ဆောင်ဝတ်ကျော်ဆိုနာမည်ထိုးတဲ့အချိန်မှာတော်တော်လေးပြဿနာတက်ကြသေးတယ်ဒါကျွန်တော်ကဒီအမေရိကရောက်တဲ့အတွက်ကြောင့်မို့ဒါကိုကျွန်တော်ရှင်းပြရတော့မရှင်းလိုက်ရဘူးဗောနော်မရှင်းလိုက်ရဘူးအချောပိုတင်ဆောင်ဝတ်ကျော်ဖြစ်နေတဲ့တင်ဆောင်ဝတ်ကျော် fan တွေကလည်းဒါဘာလို့ရှင်းတော့ဖြစ်တာလဲပူစာရောကန်ကဆိုတာလားကန်ကကောင်းတာလားအိတ်ကယုံနေပြတော့မရတဲ့ကြောင့်လည်းပြဿနာပြီးသွားသည်ဗောနော်ဟုတ်ပြီဒါကတင်ဆောင်ဝတ်ကျော်လည်းကျွန်တော်ကြုံနေရတယ်အဖြစ်ပြက်လေးတွေဟုတ်ပြီဒီနေ့အစီအစဉ်မှာထပ်ပြီးတော့အစီအစဉ်အနှစ်ချုပ်နေနဲ့ပြောရမယ်ဆိုရင်ဒီတန်ဝတ်ကျော်ရဲ့မကောင်းတဲ့အချက်ပေါ့နော်မကောင်းတဲ့အချက်ဆိုတာသူ့ရဲ့အားနည်းချက်ပေါ့ဒါကျွန်တော်တို့လူတစ်ဖက်သားပေါ်မှာမကောင်းပြောတဲ့ဆိုတာအချက်မဖြစ်တဲ့အရာတွေကိုအဝေးမှာခင်ငယ်ဘူးတဲ့တန်ရုံးစင်နဲ့ရောအဓိပနာကြီးကမ္ဘာတော်အချင်းချင်းဒါထောက်ပြတဲ့ဟာပါဒါအခုလက်ရှိဒါပွဲတစ်ပွဲပေါ့ကျွန်တော်တေချာတော့အတိအကျတော့မကြည့်လိုက်ရအောင်ပုံနေတော့တက်လာတဲ့ဗီဒီယိုလက်တွေ့လာတင်တန်ဝတ်ကျော်ဒီ Sensidence ကတဲ့ပုံမှာပေါ့နော်ဒါဒီကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တရားမှာတရားရာခိုင်နှုန်းကျွန်တော်မြန်မာနိုင်ငံအနေနဲ့တတိယဖြစ်ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့မဖြစ်သင့်တော့ကိစ္စတစ်ခုပါဟုတ်ပြီနော်အဲ့တော့ဟုတ်ပြီဒီနေရာမှာဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ခရစ်ယာန်နိုင်ငံဖြစ်လို့ဒီအစ္စလာမ်နိုင်ငံဖြစ်လို့တော့မဟုတ်ဘူးကျွန်တော်ဆိုရတဲ့ပြကျွန်တော်တို့ဘယ်နိုင်ငံဘယ်ဘာသာနိုင်ငံပဲဖြစ်ဖြစ်အဓိကပြောမယ်ဆိုရင်တော့တင်တန်ဝတ်ကျော်ကမြန်မာမင်းကလေးမြန်မာမျိုးသမီးမြန်မာမင်းသမီးဟုတ်ပြီနော်တာမန်ကျွန်တော်ပြောလို့ရက်ကွက်ထဲမှာပဲဖြစ်ဖြစ်တဲ့ for ကမဟုတ်ဘူးမင်းသမီးဟုတ်ပြီနော်ဒါပေမဲ့သူ့ရဲ့ခံယူချက်ကြောင့်သူ့ရဲ့လှုပ်ဆောင်ချက်ကြောင့် international ပဲဖြစ်ဒါသူ့ရဲ့နေရာမှာတချို့အားပေးတဲ့လူလည်းရှိတယ်ဝင်းရတဲ့လူလည်းရှိတယ်အားပေးတဲ့လူကတော့ဘယ်လိုပဲလို့အမှားနေတယ်မြင်မှာမဟုတ်ဘူးဝင်းရတဲ့လူကလည်းမြင်မှာမဟုတ်ဘူးမကြိုက်တဲ့လူကဒီပေါ်မှာဖောင်းထုတ်မှာပဲဟုတ်ပြီကျွန်တော်တို့ကဒီနေရာမှာချုပ်ငင်းပြပြမယ်ဆိုတော့အဲ့ဒီလောက်ရက်ကတော့တင်ဆောင်ဝတ်ကျော်အနေနဲ့တရားမှာတရားရတယ်လို့မှားတယ်လို့ကျွန်တော်ပြောချင်တယ်ဗျပုံမှန်အတိုင်းဒီလိုဝစားဆင်ရင်မှုတွေရှိခဲ့တယ်ပေါ့နော်ဒါပေါ်တီယိုပြက်ပဲဖြစ်သူလည်းအဲ့အပေါ်မှာပေးဆက်မှုအနေနဲ့အချင်းတူကြခံခဲ့ပြီးသွားပြီဒါပေမဲ့အဲ့ဒီအပေါ်မှာမှဒါဒုတိယအကျင့်ထက်လုပ်တယ်ဆိုရင်နေရာမှာကတော့အတိတရားမရှိတာလားစင်စင်တုံတရားမရှိတာလားဆိုတာတော့ပြောလို့ကျွန်တော်တို့ခတ်သွားပြီပေါ့ပြောရမယ်ဆိုရင်တရားမှာတရားရခိုင်တော့အဲ့ဒီလုံးရဲ့အဲ့ဖြေမှုကလုံးဝအဆင်မပြေပါဘူးအဲ့တော့လူငယ်ကြီးအနေနဲ့ပဲဖြစ်တနည်းအားဖြင့်ဟိုနာဘူးလေးအနေနဲ့ပဲဖြစ်ယောက်ျားအနေနဲ့ပဲကြည့်လိုက်တော့ဒါတွေကပြောမယ်ဘာဖြစ်လဲဒါတွေမိုက်တာပဲသူ့ချစ်တဲ့လူဆိုမှန်ပေမဲ့ကျွန်တော်တို့မှာလှုပ်ထိုက်တဲ့အရာနဲ့မလှုပ်ထိုက်တဲ့အရာတော့ရှိတယ်ဗျအယိုတန်းထားပါတော့ကာလို့ရတယ်ဟုတ်ပြီနော်ဒီမှာကာကွက်တီမှာကဒါရှင်းပြနေလိန်အသားပြီးဟာဒါကိုဖြောပြရေးအနည်းပညာလွတ်လပ်ခွင့်ဆိုရင်ခေါင်းစဉ်တစ်ခုအောက်တည်းကိုဆွဲထည့်လို့မရဘူးဗျကျွန်တော်ပြောတာနားလဲပါလိမ့်မယ်ဟုတ်ပြီနော်ဒါစော်ဖောင်းထုတ်တာမဟုတ်ဘူးတချို့တွေရှိကြအနည်းပညာလွတ်လပ်ခွင့်ပဲနေရတဲ့အလူပညာလွတ်လပ်ခွင့်ဆိုနေရာမှာအဲ့ဒါခေါင်းစဉ်တစ်ခုအသုံးချပြီးတော့လုပ်ချင်တယ်လုပ်လို့မရပါဘူးဒါကဒီစေဆိုရလက်ထက်ပဲဖြစ်NLD အစိုးရလက်ထက်ပဲဖြစ်ဘယ်အစိုးရလက်ထက်ပဲဖြစ်အနိပညာသမားတွေစောင့်စည်းရမယ်တိတ်ခါနဲ့ကိုချင်းတရားကိုပြောပြတာပါနော်အဲ့တော့ဒီစီစဉ်မှာတချို့တွေလည်းကြည့်ကြဖို့ပါလိမ့်မယ်ဥမာကကွက်တွေမှာဒီလိုကကွက်တွေကဘယ်လိုနေရာဘယ်လို position မျိုးဘယ်လိုဟာမျိုးတွေနဲ့ပြကွက်တွေလဲဆိုတာဖိသက်တွေလူနားလဲရင်ဒါသိပါတယ်နော်ဒါကိုမှမှန်နေဆိုပြီးထောက်ခံနေတဲ့လူတွေကတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့မတင်သာအပေါ်မှာချစ်ရမရောက်ပဲနဲ့နှစ်ရရောက်နေတဲ့ဟာမျိုးဖြစ်သွားမှာဆိုလို့ကျွန်တော်တို့နိဗ္ဗာန်သမားတွေကိုဝင်းရံကြတဲ့အပေါ်မှာမှားယွင်းသောဝင်းရံမှုနဲ့ဖြစ်နေကြတဲ့ကြောင့်ဒီစီစဉ်လေးမှာကျွန်တော်ဒါလေးကိုထည့်ပြီးပြောတာပါဥပမာကျွန်တော်တို့ဟုတ်ပြီဒါတင်သာဝတ်ကြော်ခင်ကြတယ်ချစ်ကြတယ်အားပေးကြတယ်ဆိုတော့ပြိတ္တအစ်စ်အမှန်ကြီးရှိရင်သူ့ရဲ့ fan တွေကဘာလုပ်ရမလဲဆိုတော့ဒါကတကယ်တမ်းအားပေးတဲ့သူ့ပုံမှာချစ်တဲ့စိတ်အမှန်နဲ့မတင်သာရေးဒါမျိုးလေးရတော့မလုပ်ပါနဲ့ကျွန်တော်တို့မတင်သာကိုအားပေးနေတယ်ဝင်းရံနေတယ်ဒီလိုလေးတော့ကျွန်တော်တို့ချစ်တယ်ဆိုရင်ကျွန်တော်တို့ပြိတ္တတွေကိုပြန်ပြီးတော့ဟိုနော်မတင်သာအတိမတ်ပြုတယ်ဆိုရင်ဒီလိုမျိုးလေးတွေမလုပ်ပါနဲ့မတင်သာကိုအရင်တိုင်းပဲတင်သာဝတ်ကျော်ရဲ့ပုံစံ character လေးနဲ့ရုပ်ရှင်ကားလေးတွေကောင်းငန်းလေးတွေဗီဒီယိုလေးကောင်းငန်းလေးတွေဒါလေးတွေနဲ့အတိပညာပေါ်တက်တာလေးတွေနဲ့အဲ့လိုလေးပြိတ္တချစ်လာအောင်ပြိတ္တအမြင်မှာအဆင်ပြေလာအောင်ဒါမျိုးလေးတွေပဲလုပ်ပေးပါမတင်သာရေးဒါမျိုးလေးတွေတော့မလုပ်ပါနဲ့သူများအပြောခံမယ့်ဟာမျိုးလေးမှာဆိုတာဒါမျိုးကိုဝင်းရံပေးရမှာဒါကအနိပညာသမားပေါ်မှာတကယ်ချစ်တဲ့ပြိတ္တအစစ်မှန်ရဲ့စိတ်ဓာတ်ပဲအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုချစ်တဲ့အနိပညာသမားကိုဒီလိုမျိုးကျွန်တော်တို့လမ်းမှန်ကိုရောက်အောင်မလုပ်ပေးဘဲနဲ့မှန်နေဒီဟာလေးအမြင်မတော်ဘူးချပြတ်တဲ့လူတွေမင်းတို့က like စောင်းဖောင်းထုတ်နေတာဘာဖြစ်လဲဒါအနိပညာလွတ်လပ်ခွင့်ပဲဆို like ပြောနေတာဒီကကိုအနိပညာသမားကိုချစ်ရမရောက်ပဲနဲ့နှစ်ရရောက်လို့ဖြစ်နေတာတကယ်လည်းကျွန်တော်တို့ပြောမယ်ဆိုရင်ဒါတင်သာဝတ်ကျော်ဒီအောင်မြင်ခဲ့တဲ့မင်းသမီးကြီးတွေရောက်
အများအမြင်ပြည်လူလူအနေနဲ့မှာတန်မိုးထားစရာအားကြစရာအတူယူစရာမင်းသမီးကောင်းတစ်လက်ဖြစ်ရမှာဒီလိုဟာမျိုးလုပ်ပြတဲ့အခါမှာကျတော့တနည်းအားဖြင့်ပြောမှဆိုရင်မင်းသမီးတွေအကုန်လုံးရဲ့ကိုစားအနေနဲ့ပြောမှဆိုတော့မြန်မာမင်းသမီးတွေဒီလိုအဆင့်တန်းပဲလားဒီလိုပဲလားဆိုတဲ့အမြင်မျိုးနဲ့လည်းမတင်တယ်ဘူးဗျကိုစီပွားရေးတစ်ခုကိုကကိုတော့မှန်တော်ညာလဲတင့်ဤမတင့်ဤဆိုတာဒါကလည်းပြောမှဆိုတော့အနည်းပညာသမားရေလို့မဟုတ်ပါဘူးအားလုံးကတူတယောက်ချင်းစီကိုအတိအကျနဲ့ကိုပြပြပြောင်းလဲပေးရမှာဒီဆိုင်စားမလို့ဘူးကျွန်တော်ပြောတာနော်တာမန်ကလကဖြစ်ဖြစ် KD ဖြစ်တာမန်ဘာလို့ဘလို့ပဲဖြစ်ဗျာအဲ့လိုတယောက်ကပြဿနာမရှိဘူးလောက်သွားတာကဒါတို့ရဲ့ဝင်ငွေရအောင်တို့အောင်မြင်လာအောင်တို့ကြော်စောလာအောင်ကိုကတင်စာဝင့်ကြော်ရည်လို့နာမည်လုံးရပြီအောင်မြင်ပြီကြော်စောနေပြီဒီအပေါ်မှာဘာလို့ထပ်ပြီးတော့ဒီလမ်းမကိုဆက်လိုက်တော့မှာလဲဟုတ်လားရှင်းပါတယ်တော့ဒီနေရာလေးမှာတော့ပြောချင်တာကတော့တရားရကတော့မှားတယ်လို့ပဲကျွန်တော်ပြောချင်တယ်ဒါလေးတွေလည်းတင်သားအနေနဲ့လည်းကိုပြေးလို့နေတယ်မြေတားရက်ခံနေဒါလေးတွေတော့မလုပ်ဖို့တော့ကိုပြေးလို့တောင်းဆိုခြင်းတယ်ဆိုတော့အရန်ကြည်ရတာအရန်အယုတ်ဆူလာတာပေါ့နော်အဲ့တော့တင်သားအနေနဲ့ပတ်စံလိုလာပဲဖြစ်ဖြစ်ဒီထက်ထပ်ပြီးတော့ဟုတ်ပြီဘာကိုထပ်ပြီးအောင်မြင်မှာတင်သားဝင်တလူသိပြီးသားဟုတ်ပြီနော်ဒါမှမဟုတ်တလူသိပြီးသားပိတ်တက်လဲတော့တလူရှိပြီးသားဒီတက်ပြောမယ်ဆိုရင်ကိုပြေးလို့အရင်ကစကားတစ်ခုရှိတယ်ပြင်လုံးရင်ဖင်ချုံးတယ်ပြင်လုံးရင်ဖင်ချုံးတယ်ဆိုတာဒါ abnormal အရန်ဖြစ်သွားတဲ့ခါကျတော့ပြောစရာကြီးဖြစ်လာတယ်ဖြစ်တော့ဂျားနာပြောချင်တဲ့လူတွေကဒီအပေါ်မှာပဲတနည်းပြောမယ်ဆိုရင်မြန်မာမီနီမီတွေဘာညာအကုန်လုံးပေါ့နော်အကုန်လုံးတိတ်ကြုံပြီးထိခိုက်လိုက်ခါမှာကိုအလုပ်ရတဲ့ခုကကိုလောကသားတွေအကုန်လုံးကိုပါထိခိုက်ခဲ့တဲ့အတွက်ကြောင့်ဒါလေးတွေကတော့စင်ကျင်ပေးတာတော့အကောင်းဆုံးပဲလို့အဝေးနေနဲ့အကြံပြုခြင်းနဲ့တနည်းပြောမယ်ဆိုရင်တော့ကာယကံရှင်ဆိုတာထက်ဝန်းရံကြတဲ့ပြည်သူတွေသူ့ချစ်ကြတဲ့လူတွေအဲ့လူတွေလည်းစိတ်ဓာတ်လေးတွေပြောင်းလဲကြပါကျွန်တော်အနည်းပညာသမားတွေအပေါ်မှာဝန်းရံပေးမှုအားပေးမှုလက်ခံနေချစ်လို့ရပါတယ်အားပေးလို့ရဝန်းရံလို့ရတယ်မှန်ကန်သောဝန်းရံခြင်းမျိုးနဲ့အားပေးခြင်းမျိုးပဲအဓိကထားပြီးတော့ဒီပုံမှာသူတို့ကောင်းတာလေးတွေလည်းလက်ခံလို့မကောင်းတာလေးရှိရင်ဒါလေးတွေကိုထောက်ပြမယ်ဒီပုံမှာဘယ်လိုပြပြင်ဖို့တွေကိုချစ်တဲ့စိတ်နဲ့ဝန်းရံပေးကြပါအရာရာဘာပဲလုပ်လို့ဘယ်လိုပဲလုပ်လို့မှားနေလဲဒီပုံမှာလက်ခံပေးနေတယ်ဆိုရင်ဒီအနည်းပညာသမားတွေရဲ့ရှောက်ရမယ့်လမ်းစဉ်ကရှေ့ကိုရောက်မှာမဟုတ်တော့ဘူးအဲ့တော့ဒီနေ့ဒီစီစဉ်လေးမှာပဲဒီနေ့ရဖြစ်ကိုတမင်းကိုစားနော်အစဲခံရမယ်မှန်တိတော်ညာလဲကောင်းစီခြင်းတဲ့ဆန္ဒလေးဥထိထားပြီးတော့ဒီနေရာမှာကျွန်တော်ဒါလေးကိုပြောပါတယ်အဲ့တော့မတင်စားရဲ့လို့ရအခုလက်ရှိပေါ့နော်အဲ့ရှိမှာအတူနေနဲ့ဒါစားသားလေးထားပါတော့အဲ့ဂန္ဓာတွေအကုန်လုံးကိုကျွန်တော်တို့အားလုံးမမီပြောင်းနဲ့လုပ်ပြလိုက်လို့ရတယ်ဘာဖြစ်လို့မမီပြောင်းလုပ်ပြလိုက်လို့ရတယ်ဆိုတော့ဒီပေါ်မှာမှန်ဤမှားဤဒီလောက်မင်းသမီးပဲဒီလောက်တော့ဝတ်မှာပေါ့ဒါတော်များရှိပါတယ်ကြိုက်ကြလို့လေဒီယောက်ျားသူကြီးအားပေးလို့လေကြိုက်ကြလို့လေတင်သာဝင့်ကြော်ရဲလို့အရင်မင်းသမီးလောကမြုပ်နေတဲ့တင်သာဝင့်ကြော်ဆိုတကယ်ပြန်ထလာဟုတ်ပြီနော်ဒါပေမဲ့အဲ့ရဲ့လုပ်ရတဲ့အပေါ်မှာသူဒီအမှားတစ်ခုအနေနဲ့ဒါပါတော့ပေးဆက်မှုလုပ်ခဲ့ပြီးထောင်ကြခဲ့တယ်အခုပြန်ထွက်လာတယ်ပြန်ထွက်လာတဲ့အချိန်မှာဒီရဲ့အမှားတစ်ခုဘာဖြစ်လို့ဒီလမ်းမတစ်ခုဆက်ပြီးရှောင်နေတော့မှာလဲဒါလေးကျွန်တော်တို့အတိအကျနဲ့ပြောချင်တာပေါ့နော်အခုကျွန်တော်ရုပ်ဦးဒီချိန်ဒီကာလမှာရုပ်ရှိပေါင်းမြောင်များစွာရိုက်နေကြပါတယ်ဘုံမောလက်အောကိုရိုက်နေကြတာအဲ့တော့ဒီအနည်းပညာလောကမှာပြန်လဲရိုက်ခွင့်ရလာအောင်ပြန်လဲတန်းဝင်လာအောင်ဘယ်လိုပြန်ပြီးတိုးလာအောင်ပြည်သက်အနေနဲ့ပြန်ပြီး interest လေးဖြစ်လာအောင်လုပ်လို့ရတယ်ဒီနေ့ပဲပြောမယ်ဆိုတော့တင်ဆောင်ဝတ်ကြော်ကစိတ်ရင်းကောင်းတယ်ဒါဒီ season မှာကျွန်တော်ပေါ်တင်မဲ့ပြောပါတယ်ဘာကြောင့်စိတ်ရင်းကောင်းလဲဆိုတော့တနည်းအားဖြင့်သူအခုလိုလုပ်နေတာကဘာကြောင့်လဲဆိုတော့ကျွန်တော်အနေနဲ့သုံးသပ်ပြမယ်ဆိုတော့သူငွေနောက်ကိုလိုက်နေတာအကျဉ်းစာဒိတ်အနေနဲ့စိတ်ရင်းကောင်းတယ်ဆိုတော့ဘာကြောင့်ပြောနေတာဆိုတော့ကျွန်တော်မှော်ပြီးအောင်စုကျောင်းမှာတင်ဆောင်ဝတ်ကြော်တရားစခန်းဝင်နေတာကျွန်တော်ကြုံခဲ့ဘူးလေသူလုံရမယ့်အချိန်မှာဒါပါသူဘာသာရေးနဲ့ပတ်သက်ပြီးတော့လေပေါ်ပင်မဟုတ်ကျွန်တော်ဆိုရပြတကယ်ကိုတရားစခန်းမှာဝင်နေအဲ့အချိန်မှာကျွန်တော်အနည်းပညာသမားတယောက်ရဲ့လုပ်ရသည်ကျွန်တော်ပြောနေတာပေါ်ပင်ဆိုတာကဟောချင်လို့ပေါ့နော်ဒီလိုဖြစ်နေလို့မဟုတ်ဘူးတကယ်သူဘာသာရေးနဲ့ပတ်သက်ပြီးတော့တကယ်သူလုပ်တယ်လုပ်ရမယ့်အချိန်မှာလည်းတကယ်ကိုထဲထဲဝင်လုပ်တယ်အလူတန်းအစားရောလုပ်တယ်ဒါကကောင်းတဲ့ချက်ဒါပေမဲ့အဲ့ကောင်းတဲ့အချက်လေးတွေရှိလို့တစ်ဖက်မှာလည်းဒါလေးတွေကိုပြုပြင်နိုင်မယ်ဆိုရင်ဒါလမ်းမှတစ်ခုကိုရောက်သွားမယ်လို့ကျွန်တော်ဒီနေရာမှာအကြံပေးခြင်းတယ်နော်ဒီနေ့အပြည့်ပြောမယ်ဆိုတော့ဘာလဲဆိုတော့ဒါချက်တော်နေသုံးသပ်ချမယ်ဆိုပတ်စံနောက်ကိုလိုက်တာဗျဒီပုံမှာပတ်စံလေးရလာတယ်အဲ့တော့ကျန်တဲ့ဒီထုတ်လို့ရေးဆိုတာတကယ်တော့ထားပါတော့အနည်းပညာသမားကိုစီးပွားရေးသမားတွေကဒီအပေါ်မှာအသုံးချတာကြီးလည်းအများကြီးရှိတယ်ဗျသူအသုံးချရအများကြီးရှိတော့ဒီနောက်ဆိုအရန်ဟော့လာတဲ့အချိန်မှာပွဲတက်ဖို့ဖိတ်ကြတယ်ပေါ့နော်ပွဲတက်ဖို့ဖိတ်ကြတယ်ဆိုအမှန်တော့ဆိုလဲတယ်ဗျကတင်စာဝင့်ကျော်ပွဲတက်ရင်သူတို့ရဲ့ brand သူတို့ရဲ့ product
image ကတက်မယ်ဒါတရားမလို့တက်တာအဲ့ဒီအချိန်မှာတင်စာဝင်းကျော်ရဲ့ရှင်းပြောတော့တို့ရဲ့ဟာကို highlight ယူတာပေါ့ highlight ယူရတဲ့အတွက်ကြောင့်မလို့ဘာလို့လဲဆိုတော့ပွဲတဲ့ခါကျတင်စာကြီးပိတ်သက်စေဝင်စားအောင်ဂျာနယ်မှာဖွာလို့ကောင်းအောင်အဝတ်စားအစားဆိုတနည်းအားဖြင့်ပြောမှဆိုတော့ငွေနောက်ကိုလမ်းပြီးခဲ့တဲ့အတွက်ကြောင့်မလို့ဒီစီးပွားရေးသမားတွေရဲ့ကစားကွက်တွေကိုတင်စာရောက်သွားတာစီးပွားရေးသမားလည်း anytime မတင်နိုင်ဘယ်လိုလေးဝတ်ခဲ့ပေးပါပြီးဆိုတော့တော်တော်များကြုံခဲ့ဘူးပါလိမ့်မယ်ဒါတို့ထောင်မကြခင်မှာပွဲတက်တဲ့ခါကျရင်ဘယ်လိုဝတ်စုံနေဆိုအဲ့တော့ဒီမီဒီယာတွေကလည်းအဲ့ဒီအပေါ်မှာ highlight လုပ်ပေးတယ်တင်စာဝင်းကျော်ရဲ့ပွဲတက်ဝတ်စုံဆဲလူလည်းဆဲတယ်ကျုပ်လှလိုက်ရတယ်ပြောလူလည်းရှိတယ်အဲ့ဒီအပေါ်မှာပဲတင်စာဒီငွေကြီးတစ်ခုအနေနဲ့ရလာတယ်ပေါ့သူ့အနေနဲ့ပြောမှဆိုရင်တော့သူလည်းကားကြီးအများကြီးရိုက်ခဲ့ပြီးဒီချိန်မှာသူပတ်စံမဲ့ရှာတော့မယ်ဆိုတဲ့ခံယူချက်နဲ့ပဲအဓိကတော့ငွေနောက်ကိုလက်ခဲ့မိအားလို့ကျွန်တော်ဒီနေရာမှာသုံးသပ်ချင်တယ်အဲ့တော့ဒါတော့အဝေးအကြံပေးခြင်းသဘောပါတနည်းအားဖြင့်တို့ရဲ့လှုပ်ချင်းမလှုပ်ချင်းကတော့တက္ကနာပေါ့နော်စီတီနှိမ့်ချုပ်နဲ့ကြုံပြီးပြောနေတာကတော့တင်စာဝင်းကျော်ဆိုတာချက်ပြိတ္တကိုကျွန်တော်အဓိကပြောချင်တာအားပေးတဲ့နေရာမှာတကယ်ချစ်စွာနဲ့အားပေးပါအစိတ်ပင်ကိုရေမလောင်းပါနဲ့ဒါလေးကိုပြောချင်တယ်ကိုချစ်တယ်လို့ကိုအနုပညာရှင်ကိုတကယ်တမ်းချစ်တယ်ကောင်းစီခြင်းနဲ့ဆိုရင်လမ်းမှန်ကိုရောက်အောင်ဒါလေးကိုပြောပေးကြပါဘာလို့တစ်ဖက်ပေးပြီးတော့ဒါလေးကဒီလိုတော့ရှိမှာဒါလေးတော့ရှိမှာပဲဆိုတော့မြန်မာပြည်မြန်မာနိုင်ငံသားအနေနဲ့ဒီမြန်မာနိုင်ငံမှာတော့လုံးနေကြတာပဲမှန်တယ်ကိုနိုင်ငံကိုအခြေအနေနှစ်ရက်ပေါ့နော်ဟုတ်ပြီဒါအခုငွေအခင်းချင်းဖြစ်နေတဲ့ကာလမှာလည်းဒီလိုမျိုးတွေကမလုပ်ပြသင့်ဘူးဟုတ်ပြီဒါပေမဲ့ဒါကိုကျွန်တော်ဖယ်ပေးလိုက်အောင်ဒါကျွန်တော်တို့အနေနဲ့နားလေပေးရဆိုပြီးထားလိုက်အောင်ယဉ်ကျေးမှုဟုတ်ပြီနော်အတိုင်းဝိုင်းရဲ့ model မဟုတ်ဘူးပြမင်းသမီးဟုတ်တိတ်ခါဒီအပိုင်းတွေမှာတော့တိတ်ခါလေးပြန်ရှိလာအောင်ဒီလူတို့အနေနဲ့အားပေးကြတဲ့ fan တွေဝင်းရပေးပါတစ်ဖက်မပိတ်ပါနဲ့လို့ကျွန်တော်ဒီစီလေးမှာပြောချင်တယ်နော်အားလုံးနှုတ်ဆက်တယ်ကဲ bye